အားလုံးမင်္ဂလာပါဒီနေ့မှာဖျားခင်ရဲ့နှုတ်ကပတ်တော်ကျွန်တော်ဝင်ရမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာလူတွေတအားကိုရှုပ်ထွေးနေကြတဲ့အပိုင်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ကျောက်ကချင်လူမျိုးမှာအဖွဲ့နှစ်ဖွဲ့ကွဲလာပါတယ်ဆိုတော့အဲ့နှစ်ဖွဲ့ထဲမှာကတော့ရိုးရာကိုစွန့်ပစ်ဆိုတဲ့အဖွဲ့နဲ့ရိုးရာကိုစွန့်ပစ်စရာမလိုဘူးဆိုတဲ့အဖွဲ့နှစ်ဖွဲ့ရှိပါဆိုတော့ကကျွန်တော်တို့ကျမ်းစာကိုသေချာဖတ်ဖို့လိုပါတယ်ရိုးရာကစွန့်ပစ်ရမလားဥပမာပြောမနောကစွန့်ပစ်ရမှာလားမစွန့်ပစ်ရဘူးလားဆိုတဲ့အပိုင်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟာတမန်ကျမ်းစာကိုလေ့လာဆိုတော့ဒီຢာတွေကကျမ်းစာကိုလေ့လာယုံနဲ့တည်းမရတော့ဘူးခင်ဗျဒါကျွန်တော် history ကိုလည်းကျွန်တော်တို့ပြန်ပြီးဖတ်ရမှာဖြစ်တယ်ဆိုတော့ကချင်ရိုးရာရဲ့တမိုင်းကိုလည်းကောင်းကိုလေ့လာဖို့လိုအပ်တယ်ဆိုတော့ကချင်လူမျိုးတာနာပြုခဲ့တဲ့ဆရာကြီးတွေရဲ့ရေးသားခဲ့တဲ့သူတို့ရဲ့စာအုပ်တွေအားလုံးကျွန်တော်ဖတ်ဖို့လိုတယ်ဆိုတော့အထူးသဖြင့်Reverend Dr. Ola Hamson ရဲ့စာအုပ်ကိုကျွန်တော်တို့ကစာကြည့်တိုင်းမှာတေချာဖတ်ပြီးတော့မှရိုးရာကစွန့်ပြရမလားမစွန့်ပြရဘူးလားဆိုတဲ့အပိုင်းကဏ္ဍကိုတိတ်ချာနားလည်ဖို့ရကျွန်တော်တမန်ကျမ်းစာဖတ်ပြီးကျွန်တော်ဆင်ခြင်မယ်ဆိုတော့ပထမအဆုံးအနေနဲ့ရိုးရာကဘယ်ကနေပါလာလဲဆိုရိုးရာကလူကနေပါလာတာရိုးရာကလူကနေဘာလို့ပါလဲဆိုလူကိုဖြစ်စေတဲ့ဖခင်ကလူကိုဖန်ဆင်းပြီးကြတဲ့ကလူမျိုးတစ်မျိုးသူတို့ရဲ့အမျိုးရဲ့သူတို့ရဲ့တတ်သိတစ်ခုအနေနဲ့ဖခင်ကလူကိုဖန်ဆင်းခဲ့တာဖြစ်တယ်ဆိုတော့ဥမာပြောရမယ်ဆိုရင်တော့ကျွန်တော်တို့မောရှေကလူတွေကိုလာပြီးကဲ့တယ်ဟုတ်ပြီဖခင်ကအီဂျစ်မှာကျွန်ခံနေတဲ့ဣသရေလလူမျိုးတွေတွက်ခဲ့ပါလို့ပြောတဲ့အချိန်မှာမောရှေကကဲရမှာဣသရေလလူမျိုးဒါဣသရေလလူမျိုးတွေကဲတင်တဲ့အချိန်မှာဣသရေလလူမျိုးတွေရှိမှပါလာတဲ့အရာကိုကျွန်တော်ပြောပြဆိုတော့သူတို့ကအကုန်တဲလာတယ်အကုန်တဲလာတဲ့ထဲမှာတိုးတွေနွားတွေရွှေတွေငွေလည်းအကုန်ပါလာတယ်ဒီအပြင်သူများရှိရနေတယ်အဲအီဂျစ်ကနေလည်းရွှေတွေငွေတွေအကုန်ပါလာတယ်ဆိုတော့အဲ့မှာပါလာတဲ့အရာတွေအကုန်လုံးဖခင်ကလူကိုကဲတယ်ဒါပေမဲ့လူကလည်းသူတို့မှာလိုအပ်တဲ့အရာတွေအကုန်လုံးသူတို့ပြန်တဲလာတယ်ဆိုတော့ကျမ်းစာကိုသေချာဖတ်ဒီနေ့မှာကျွန်တော်တို့မနောကတစ်ချိန်လုံးကကျွန်တော်တို့သေချာလေ့လာမှာဆိုကချင်လူမျိုးတွေဟာနတ်ကိုကျွေးတာရှိချင်နတ်ကြော့နတ်ကိုကျွေးတာနတ်ကိုပူဇော်တာမဟုတ်ကိုးကွယ်တာနတ်ကိုကျွေးတာနတ်ကြော့ရလို့ပြောတာနော်နတ်ကိုကိုးကွယ်လို့မပြောဘူးနတ်ကျွေးတယ်ဘာဖြစ်လို့ကျွေးလဲပြောရမယ်ဆိုရင်အပေးယူလုပ်တယ်အာယုံနောက်လို့မရှုပ်ချင်လို့နော်သူတို့ကကိုးကွယ်တဲ့အချိန်မှာသူတို့တွေအဲ့ဒီအချိန်မှာခင်ဗျားပြောလို့နတ်ကိုကိုးကွယ်တယ်လို့ခင်ဗျားပြောပေမဲ့တေးချရာလေးပြန်ပြီးတော့သူတို့ရဲ့စကားလုံးနားထောင်ကြည့်ပါဖောင်းဝနင်းဆန်ကျဲဝနင်းကြံဆိုတဲ့အဓိပ္ပာယ်ပေါ့ဖန်ဆင်းရှင်ဉာဏ်တော်ရှင်ပြောအောင်ဆိုရင်ဖန်ဆင်းရှင်ဖရာသူတို့ကကိုးကွယ်ဖန်ဆင်းရှင်ဖရာနောက်တစ်ခုကသူကတပ်ပင်ညုတဉာဏ်ရှိရဖရာဉာဏ်ရှိကချင်လူမျိုးတွေကသူတို့ကရှေးမစွာနဲ့ဖရာကသူတို့ဖန်ဆင်းပြီးကြတဲ့ကသူတို့သိနေတဲ့အရာသူတို့ကကိုးကွယ်တာနတ်တွေလည်းရှိတယ်ဒါပေမဲ့သူတို့သိတဲ့အရာကနတ်တွေတဲ့ကြီးမြတ်တဲ့ဖရာလည်းရှိတယ်သူတို့ကဘာကိုကိုးကွယ်လဲဆိုအဓိကကအဲ့ဒီဖန်ဆင်းရှင်တပ်ပင်ညုတဉာဏ်တော်ရှင်ဖရာကိုသူတို့ကိုးကွယ်တာနတ်ကိုကသူတို့ကကျွေးတာပြောအပေးယူသူတို့အနောက်ချက်မလုပ်ဖို့အတွက်ကျွေးတာတတ်စီပဲကိုးကွယ်တာမို့သူတို့ကိုးကွယ်လာတယ်ဖရာတခင်ကိုသူတို့ကိုးကွယ်လာတဲ့အချိန်မှာသူတို့ဘယ်ဖရာမှမသိဘူးသူတို့သိတာဖန်ဆင်းရှင်ရှိတယ်တပ်ပင်ညုတဉာဏ်တော်ရှင်ဖရာရှိတယ်သူတို့ကိုးကွယ်ခဲ့ကြတာဒီလိုနဲ့ဒီလိုကိုးကွယ်နေရင်အဲ့ဒါဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့တမန်တော်ဝုဒ္ဓမှာကျွန်တော်ဖတ်ဘူးမှာပါအီတလီတပ်မှုကြီးကောနေလီရဲ့အသက်တာ तू ကသူ့ရဲ့အသက်တာဖျားဝတ်နဲ့မွေ့လော်တယ်ဘယ်ဖျားကို तू ကိုးကွယ်ရလဲဒါပေမဲ့ तू ဘယ်ဖျားကိုကိုးကွယ်မှာလဲဒါပေမဲ့သူ့ရဲ့စိတ်ထားကဖျားဆိုတာရှိတယ်ဖျားဆိုတာဖျားကိုကြောက်ရွံ့တယ်ဖျားကိုယိုသေးတယ်အဲ့ဖျားကိုကြောက်ရွံ့ယိုသေးပြီး तू အဲ့ဒီဖျားဝတ်နဲ့မွေ့လျော်ပြီးအချိန်ကြာလာတဲ့အချိန်မှာတနေ့မှာပေတရုကိုဖျားသခင်ကကဲတွားတော့အဲ့ဒီလူကိုကောနေလေးကြီးတွားဆိုပြီးတော့ပြောတယ်ကောနေလေးကိုလည်းဖွင့်ပြတယ်ပေတရုကိုခေါ်လာခဲ့ဒီပုဂ္ဂိုလ်ကိုခေါ်လာခဲ့ဆိုအဲ့ပေတရုကကောနေလိရှိရောက်လာတဲ့အချိန်မှာကောနေလူကခရစ်တော်ရဲ့ဧဝံဂေလိသတင်းစကားကိုကြားပြီးတော့သူ့ရဲ့မိသားစုအားလုံးကကယ်တင်ခြင်းရပြီးပြောင်းလဲသွားတယ်ဆိုတော့ဘယ်ဖျားကိုကိုးကွယ်မှမသိဒါပေမဲ့ तू သိတာဖျားရှိတယ်ဖျားကိုကြောက်ရွံ့ဖျားကိုယိုသေးတယ်ဆင်းရဲသားကိုပေးကမ်းအဲ့ပေးကမ်းခြင်းအပေါ်မှာဖျားသခင်သည်သူ့ကိုပေတရုအားဖြင့်အသက်တာကိုပြောင်းလဲစေခြင်း
စေခဲ့တယ်ဒီနေ့ကချင်လူမျိုးတွေအသက်တာမှာသူတို့ကဖန်ဆင်းရှင်ကိုသိတယ်ဒီဖန်ဆင်းရှင်ဘယ်သူမှမသိခဲ့တာသူတို့ရှိမှန်းသိတယ်ဒီဖျားရှိမှန်းသိတယ်ဒါကြောင့်သူတို့ကဖန်ဝါနေဆန်ကျဲဝါနေကြဒီတပင်ညူတဲ့ညံတော်ရှင်ဖယားဖန်ဆင်းရှင်ကိုသူတို့ကိုးကွယ်ရဲ့နဲ့နတ်တွေနဲ့အပေးယူလုပ်ပေမဲ့သူတို့အဲ့ဖန်ဆင်းရှင်ကိုသူတို့ကိုးကွယ်ခဲ့တယ်ဒါပေမဲ့အဲ့ဖန်ဆင်းရှင်ဘယ်သူလဲမသိဘူးဒါအချိန်ကြီးကြာလာတဲ့အခါမှာသူတို့ရဲ့နှလုံးသားချင်းလူမျိုးရဲ့နှလုံးသားဖန်ဆင်းရှင်ချစ်တဲ့နှလုံးသားပေါ်ဖယားသခင်တွေအသုံးပြုအမှုတော်ဆိုတယောက်ပြီးတယောက်ပို့တယ်ဆိုတော့အဲ့ဒီမှာ Reverend Ola Hansen နဲ့ပါတယ်အဲ့ဒီချိန်ကစပြီးကျွန်တော်ကချင်လူမျိုးတွေကဟာမင်းတို့ကိုးကွယ်နေအဲ့ကချင်လူမျိုးရဲ့အကြောင်းကိုသိဖို့ Reverend Ola Hansen လေ့လာတယ်ကချင်တွေဘာကိုးကွယ်လဲဟာဖန်ဆင်းရှင်မင်းတို့ကိုးကွယ်တဲ့ဖန်ဆင်းရှင်ဆိုတာသခင်ယေရှုခရစ်တော်ပဲလို့အဲ့ဒီချိန်ကနေပြောလိုက်တာဖြစ်တယ်အဲ့ဒီချိန်မှာကချင်လူမျိုးဟာငါတို့ဖန်ဆင်းရှင်ယေရှုခရစ်တော်ဖြစ်တယ်ဆိုတော့ယုံကြည်လက်ခံမဲ့အဲ့ဒီအချိန်ကသူတို့အသက်တာပြောင်းလဲတာဇက်တိုက်ပြောင်းလဲတာဘာဖြစ်လို့သူတို့ငကိုကလေးကအခါကအသက်ရှင်တဲ့ဖယားကိုကိုးကွယ်ခဲ့လို့သူတို့ရဲ့အသက်တာမှာနောက်ဆိုသူတို့နှုတ်ကပတ်တော်နဲ့ပြေဝလာတယ်ပြေးဝလာတဲ့အချိန်မှာသူတို့ထူးခြားမှုကအဲ့နတ်တွေကိုကျွေးကြမလို့ပေးကြမလို့နတ်နဲ့အပေးယူလှုပ်ရှားမလို့ဘူးနတ်တဲ့ယေရှုခရစ်တော်ဖျားကြီးမြတ်တယ်ဒါကြောင့်ထိုကြီးမြတ်တဲ့ဖျားကိုငါတို့ရတဲ့အတွက်အဲ့နတ်နဲ့အပေးယူလှုပ်ရှားမလို့ဘူးဆိုပြီးသူတို့စတဲ့ဖြတ်တောက်ခဲ့တာဖြစ်တယ်အဲ့ဒီချိန်ကစပြီးအဖွဲကနှစ်ဖွဲ့ကွဲတယ်အဲ့ဒီချိန်မှာကလေးကချင်လူမျိုးကယေရှုခရစ်တော်ယုံကြည်လက်ခံတဲ့အဖွဲနဲ့ယေရှုခရစ်တော်ကိုမယုံကြည်လက်မခံတဲ့အဖွဲဆိုနှစ်ဖွဲ့ပဲကွဲသွားအဲ့နှစ်ဖွဲ့ဘလောက်ပဲကွဲတနေ့အချိန်တန်လာတဲ့အခါမှာဒီနေ့မှာခရစ်တော်ကိုယုံကြည်ကိုးကွယ်တဲ့ညီကိုမောင်နှမကချင်လူမျိုးကပွားများလာတာဖြစ်တယ်ဒီနေ့ကချင်ပြည်နယ်ကချင်လူမျိုးတာသနာမအောင်မြင်မှုထင်တဲ့ကချင်လူမျိုးတွေတော်များများပြောင်းလဲတယ်ဆိုပြောင်းလဲလာတာနဲ့အမျှရိုးရာကိုစွန့်ရမလားလို့လူတွေမေးလာတဲ့အခါမှာဖယားသခင်တဲ့အပြစ်ရှိတဲ့လူကယ်လိုက်တာအဲ့ဒီလူကိုကယ်တင်လိုက်တဲ့အချိန်မှာအဲ့ဒီလူမှာရှိတဲ့ရိုးရာဟာလည်းပါစမြဲပဲဆိုရိုးရာကိုစွန့်လွတ်เสียလုံမလားဆိုအဲ့ဒီရဲ့ခံယူချက်ကိုကျွန်တော်နှစ်ခုရှိတယ်အဲ့ဒီဟာကကျွန်တော် theology ဘိုင်းနဲ့တွားမယ်ဆိုရင်ကျွန်တော်တို့အရင်ကလိုမျိုးအငင်းခုန်အကြီးကြီးဖြစ်ခဲ့တယ်ဒါပေမဲ့နားလည်ရမယ့်အရာကဒီຢာတဲ့ငင်းခုန်စရာမဟုတ်ဘူးရိုးရာဆိုတဲ့အရာကတကယ်တော့ဖယားသခင်ကကျွန်တော်တို့ပေးထားခဲ့တဲ့အရာကျွန်တော်တို့သိရမယ့်အရာကျွန်တော်တို့အခုကိုးကွယ်နေတဲ့အရာအရင်ကတည်းကထာဝရဘုရားကိုကိုးကွယ်တယ်ဘယ်သူမှမသိတဲ့ဖန်ဆင်းရှင်ကိုးကွယ်ခဲ့တယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ကိုးကွယ်အဲ့မနောအကဘုရားကိုချီးမွမ်းတာဖန်ဆင်းရှင်ဘယ်သူလဲဆိုတာသိလို့ချီးမွမ်းတာဖြစ်ပါတယ်အဲ့ဒီဖန်ဆင်းရှင်ယေရှုခရစ်တော်ဖြစ်တယ်ဆိုတဲ့အရာကို तू သိတဲ့အချိန်ကစပြီးကျွန်တော်တို့ချင်းလူမျိုးအားလုံးကဘုရားသခင်ကိုစတင်ပြီးတော့ကျွန်တော်တို့ချီးမွမ်းကိုးကွယ်လာတယ်မနောကနဲ့ဆိုတော့မနောအကကောင်းလားမကောင်းလားဆိုတဲ့အရာထက်ကျွန်တော်နားလည်ရမယ်အရင်တော့နတ်ကိုကိုးကွယ်လို့နတ်ကိုအသုံးပြုပြီးသားဖြစ်လို့ဒီနေ့ထပ်သုံးစရာမလိုဘူးဆိုခင်ဗျမှားသွားမယ်ဖယားသခင်ဒီကချင်လူမျိုးကိုချစ်ခဲ့ကချင်လူမျိုးတွေမကောက်လူမျိုးတိုင်းကိုချစ်တယ်အဲ့ဒီချစ်တဲ့ထဲမှာကျွန်တော်တို့ကချင်လူမျိုးတွေရဲ့ရိုးရာကအရင်တော့ကတည်းကဒီလိုကိုးကွယ်လာတယ်ကျွန်တော်ပုံစံချင်းတူပေမဲ့ကွာခြားတယ်ဆိုတာကိုကျွန်တော်ပြောပြချင်တယ်တစ်ချိန်ကနတ်တွေနဲ့အပေးယူလောက်တာမှားပေမဲ့ဒီနေ့မှာနတ်တွေနဲ့အပေးယူလောက်ခြင်းမရှိဘူးဖယားသခင်စစ်မှန်တဲ့ဖယားကိုကိုးကွယ်တယ်ဆိုတာကျွန်တော်ပြောပြချင်တယ်အဲ့ဒီကနောက်တစ်ချက်ကျွန်တော်လိုရင်းတိုရှင်းတဲ့အားလုံးကိုလည်းဘေးမကုံစေချင်ဘူးဒါကြောင့်လိုရင်းတိုရှင်းတဲ့ကျွန်တော်ဆက်ပြီးတော့ကျွန်တော်ဝင်ငါမှာဖြစ်ပါတယ်တမန်တော်ဝတ္ထုမှာကျွန်တော်ကြည့်ရအောင်တမန်တော်ဝတ္ထုအခန်းကြီး7မှာပေါလုကအာရေတောင်ပေါ်သွားပြီးအာသင်လူမျိုးတွေကိုတာနာပြုတာအာသင်လူမျိုးတာနာပြုတဲ့အချိန်မှာနတ်ဖျားတွေအများကြီးရုပ်တုတွေအများကြီးရှိပါတယ်နတ်ဖျားအများကြီးကိုးကွယ်အဲ့ဒီနတ်ဖျားတန်းမှာနာမည်မရှိတဲ့ဖျားရုပ်တုတစ်ခုရှိတယ်အဲ့ဒီနာမည်မရှိတဲ့ဖယားရဲ့ရုပ်တုအကြောင်းကိုပေါလုကသာသနာပြုခဲ့ဟေးမင်းတို့ပြောတဲ့အဲ့ဒီနာမည်မရှိတဲ့ဒီရုပ်တုရဲ့ဖယားအကြောင်းငါပြောပြမယ်အဲ့ဒီဖယားကမင်းတို့ရဲ့အပြစ်တွေကိုလဝကတိုင်မှာပေးဆက်ခဲ့တဲ့လူသေပြီး3ရက်မြောက်တဲ့နေ့မှာရှင်ပြထမ်းမြောက်တဲ့ဖယားဖြစ်တယ်အဲ့ဒီဖယားကမင်းတို့မသိသေးတဲ့နာမည်မရှိတဲ့အဲ့ဒီဖယားရဲ့အကြောင်းငါပြောနေတာအဲ့ဒီဖယားကယေရှုခရစ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းပေါလုဒီတာနာပြုခဲ့တာဖြစ်တယ်ကချင်လူမျိုးတွေရဲ့အသက်တာဖျားနဲ့ယခင်ကကျွန်တော်တို့ကိုးကွယ်တဲ့ဖန်ဆင်းချက်ဘယ်သူမှမသိခဲ့ပေမဲ့အဲ့ဒီလိုမျိုးတာသနာလာပြုတဲ့လူကမင်းတို့မသိတဲ့ဖျားကြောင့်ငါပြောပြမယ်အဲ့ဒီဖျားယေရှုခရစ်တော်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ကချင်လူမျိုးတွေဝင်ငှခဲ့လို့ဒီနေ့ကချင်လူမျိုးတွေပြောင်းလဲလာတာဖြစ်တယ်ဆိုတော့အဲ့ဒီဖျားကိုလည်းကဲအဲ့ဖျားကိုကိုးကွယ်လာတာအရင်တော့နတ်ကိုချီးမွမ်းပေမဲ့အဲ့ဒီမနှောနဲ့ဒီထာဝရဖျားကိုချီးမွမ်းခဲ့တယ်ကိုးကွယ်ခဲ့တယ်
ဒါကြောင့်လူတချို့ကပြောတာဟာမင်းတို့ကနတ်ကိုလည်းဒီလိုမျိုးကိုးကွယ်တယ်ဒါပေမဲ့အခုကျတော့လည်းမင်းတို့ကဒီဖះကိုလည်းဒီပုံစံနဲ့ကိုးကွယ်တယ်ခင်ဗျပြောကောင်းပြောမယ်ဒါခင်ဗျတို့နားလေရမယ့်အရာတစ်ခုကျွန်တော်ရှင်းရှင်းလေးဥပမာပေးမယ်လွယ်လေးဥပမာပေးမယ်ဥပမာကျွန်တော်လေးပြရဲ့တခြင်းလေးပြဆိုတဲ့တခြင်းအခမဲ့ဆိုတဲ့တခြင်းကျွန်တော်သိမှာပါအဲ့ဒီအခမဲ့ဆိုတဲ့တခြင်းကိုချမ်းလဲဆိုတာသူလည်းအချစ်ချင်းဆိုတယ်ဒါပေမဲ့လေးပြက gospel song ဆိုတယ်တန်စင်တူပါတယ်ညီကိုတန်စင်တူတယ်နော်စာသားမတူဘူးညီကိုဆိုတဲ့လူလည်းမတူဘူးအဲ့ဒီလိုပဲကျွန်တော်မနောအကတန်စင်တော့တူတယ်ဒါပေမဲ့ချီးမွမ်းတဲ့လူမတူတော့ဘူးနော်အရင်ကဖះကိုမသိတဲ့လူတွေကသုံးပြုခဲ့တာဒီနေ့ကဖះကိုသိတဲ့လူတွေကအဲ့ဒီမနောအကပြန်ပြီးတော့ကျွန်တော်ရိုးရာယဉ်ကျေးမှုအမွေနဲ့ကိုထိမ့်သိမ်းလာတာဆိုတော့ကျွန်တော် gospel song နဲ့ love song နှစ်ခု꿰သွားတယ်မျိုးကြီးဆိုတဲ့အခမဲ့တစ်ချက်တန်စင်တူတယ်တီးလုံးနဲ့တူတယ်ဒါပေမဲ့အဲ့ဒီချင်းကဖះချင်းလို့လူတွေတတ်မှတ်ကြတယ်နောက်တစ်ခုကချမ်းချမ်းဆိုတဲ့တချင်းအဲ့တန်စင်မဲ့တူတယ်ဒါပေမဲ့စာသားပြောင်းသွားတယ်နော်ဆိုတဲ့လူလည်းပြောင်းသွားတယ်ဒါပေမဲ့အဲ့ဒီချင်းအချစ်ချင်းလို့တတ်မှတ်တယ်တန်စင်တူပေမဲ့ဘာဖြစ်လို့ဒီစာသားပြောင်းသွားတာ ਨੇ အဲ့ဒီတချင်းက gospel song နဲ့ love song ဆိုဘာလို့ဖြစ်သွားလဲအဲ့ဒီလိုကိုခင်ဗျားတို့ဖះရှင်တင်တို့ဖွင့်ပြပါစေအဲ့ဒီလိုပဲကျွန်တော်တို့ကချင်ရိုးရာယဉ်ကျေးမှုအမွေနှစ်ဆိုတဲ့အရာကိုဖះသခင်ဒီအလိုမရှိခဲ့ဘူးဆိုရင်အရင်ကတည်းကရှင်းရှင်းဖြတ်စည်းပြလိုက်လို့ရတယ်သို့တော့ဖះသခင်ဒီဖြတ်စည်းဖို့အတွက်လုံးဝအလိုတော့မရှိဘူးရှင်းရှင်းဒီမနောတွေအားဖြင့်ကျွန်တော်ကချင်လူမျိုးတွေစီးလုံးလာတယ်အတူတူကခုံပြီးဖះကိုချီးမွမ်းတယ်တကယ်ကိုပဲအော်ဖို့ကောင်းတယ်ကျွန်တော်ချင်လူမျိုးမနောတန်ကိုကိုယ်တာမနောနတ်ကိုကိုယ်နေတာမဟုတ်ဘူးမနောနတ်ဆိုတာမရှိဘူးငကိုလည်းကျွန်တော်ဖန်ဆင်းရှင်ကိုကိုယ်တယ်တိုင်နေထောင်တတ်သိထူခဲ့တယ်ထိုဖះရှင်ချီးမွမ်းကိုကိုယ်တယ်အဲ့ဒါဘာနဲ့တူလဲအခုကျွန်တော်ပြောပြမယ်တနေ့တော့အေလိယနဲ့ဘာလာ prophet 450နဲ့ကြုံခဲ့တဲ့အကြောင်းကျွန်တော်ဒီဓမ္မရာဆိုမှာကျွန်တော်တိပြီးသားဖြစ်တယ်ကျွန်တော်လူရင်းတူရှင်းပြအဲ့ဒီအချိန်မှာရစ်ပလင်ကြီးကဘာလာရဲ့ရစ်ပလင်နဲ့ဒီအေလိယရစ်ပလင်ကျွန်တော်ပြောပြမယ်ရစ်ပလင်ကပုံစံတူတယ်ဒါပေမဲ့ထူးခြားမှုကအဲ့ဒီပြောင်းလဲမှုကဒီဘာလာတွေရဲ့ရစ်ပလင်ကလည်းသူတို့နွားနဲ့တတ်ပြီးတော့သူတို့ဒီဖះကိုသူတို့ဖះကိုခေါ်ပြီးမီးကြဖို့အတွက်သူတို့တောင်းတာပဲဒါပေမဲ့ထူးခြားမှုကပိုပြီးတတ်သိထူလာမှုကဒီပြိုပြက်နေတဲ့ထာဝရဖះရဲ့ပြိုပြက်နေတဲ့ဖះသခင်ရဲ့အဲ့ဒီရစ်ပလင်ကိုအေလိယကပြန်လည်ပြုတ်ပြင်ပြီးတော့အဲ့ဒီအပေါ်မှာနွားကိုတတ်ပြီးအပိုင်းမဲ့ဖြတ်ပြီးတဲ့အချိန်မှာအဲ့ဒီမှာပို့ပြီးတော့သေချာအောင်လို့ဘုရားသခင်ဒီအော်ဝဲဖြစ်တဲ့ဘုရားသခင်ဒီစစ်မှန်ပါတယ်ဆိုတာပို့ပြီးသေချာအောင်ရေပါခါလဲလောင်းလိုက်သေးတာလောင်းပြီးတော့မှဘုရားသခင်ခေါ်လိုက်တာနဲ့အဲ့ဒီကောင်းကင်ကမီးကြပြီးထူးတယ်ဆိုတော့ရစ်ပလင်ပုံစံရစ်ပလင်တဲတာချင်းတူတယ်ဒါပေမဲ့အထဲမှာပြောင်းလဲမှုကဣသရေလလူမျိုး12မျိုးဆိုတော့ကိုစားပြုတ်ပြီးကြောက်တုံးလေးတွေစီထားတယ်အဲ့ဒီလိုပဲကျွန်တော်ကချင်လူမျိုးတွေကဒီနေ့မှာအဲ့ဒီမနောနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွတ်လို့ရမှာမဆွတ်လို့ရမှာဆိုခံယူချက်နှစ်ခုရှိတယ်ခင်ဗျားကြိုက်တဲ့ဘက်သွားလို့ရတယ်ဒါခင်ဗျားလွတ်လပ်ပိုင်ခွင့်တို့ပေမဲ့ကျွန်တော်ဘက်ကအနေနဲ့ပြောမှဆိုတော့ရိုးရာယဉ်ကျေးမှုအမွေနှစ်ဆိုတာဖျားပေးထားတဲ့အရာဖြစ်တယ်ထိမ့်သိမ်းရမယ့်အရာဖြစ်တယ် transformation တော့ဖြစ်ဖို့လိုတယ်ဥပမာပြောပြမယ်နောက်တစ်ခုကျွန်တော်လူယေရှုကိုမရခင်တော့ကျွန်တော်မူရတောက်စားပြီးလောင်းကစားမကောင်းလို့အသက်တာနဲ့အသက်ရှင်ခဲ့တယ်ပျက်စီးခဲ့တယ်သို့တော့နံပါတ်1ကျွန်တော်ယေရှုကိုယုံကြည်လက်ခံပြီးရဲ့နောက်ပိုင်းမှာကျွန်တော်ဒီအပေါင်းအသင်းတွေနဲ့ကျွန်တော်ပြန်တွေ့ရတယ်ဒီထမင်းမဲ့ကျွန်တော်စားတယ်ကျွန်တော်ထူးထူးခြားခြားဒီထမင်းဟင်းတွေကလွဲပြီးထူးခြားတဲ့ဟာဆန်းပြတာစားနေတာမဟုတ်ကြောက်ခဲတယ်လည်းစားနေတာမဟုတ်ဘူးဆိုတော့လူကပြောင်းလဲသွားမယ်ဒီစားစရာရှိတာစားတယ်ဒါပေမဲ့စွန့်လွတ်တဲ့မကောင်းတဲ့အရာတွေကျွန်တော်စွန့်လွတ်ခဲ့တယ်အဲ့ဒီလိုပဲကျွန်တော်တို့ရဲ့မနှောရဲ့ရိုးရာကအရင်ကဖျားသခင်ကိုချီးမွမ်းကိုးကွယ်တာမှန်တယ်ဒီနေ့လည်းဖျားသခင်ကိုချီးမွမ်းကိုးကွယ်တာမှန်တယ်ဒါပေမဲ့လူကပြောင်းလဲသွားတယ်ဒို့ဖျားကဘသူလဲဆိုတိတိကျကျသိပြီးတော့မှချီးမွမ်းကိုးကွယ်တဲ့မနှောအကနဲ့ချီးမွမ်းတာဖြစ်တယ်အရင်မတိမကြနဲ့ဖန်ဆီးရှိတယ်ဆိုတော့မတိကြခြင်းနဲ့ကျွန်တော်တို့ကချီးမွမ်းကခုန်ခဲ့တာဒါပေမဲ့ဒီနေ့ကကျွန်တော်တိတိကျကျဘသူကကျွန်တော်တို့ရဲ့ထာဝရဘုရားလဲဘသူကကျွန်တော်တို့ကယ်တင်တာလဲကယ်တင်တိကျကျသိပြီးတော့ကျွန်တော်တို့မနှောအကနဲ့ချီးမွမ်းကိုးကွယ်တာဆွလို့စရာလိုလားလို့မေးကျွန်တော်ဘက်ကတော့မလိုဘူးလို့ကျွန်တော်တည့်ပြောမယ်ဘာဖြစ်လို့ခမည်းကိုယ်ကစန်းစာကိုတေချာဖတ်ကြည့်ပါလူမျိုးကမျက်ပင်ကဲတော့ဖြစ်လို့စန်းစာမှာပြောလူမျိုးဆိုတာမျက်ပင်လို့ဖြစ်တာကျွန်တော်လူမျိုးကချင်လူမျိုးကရင်လူမျိုးချင်းလူမျိုးအဲ့ဒါကိုပြောချင်တာမဟုတ်ဖယားသခင်ပြောချင်တာလူမျိုးလို့ပြောချင်လူဟာတေမျိုးဖြစ်တယ်သေမျိုးဖြစ်တဲ့အတွက်ဘယ်အချိန်မှသေမယ်ဆိုတော့မသိဘူးဒါကြောင့်အဲ့ဒီအမျိုးသေမျိုးကိုကျွန်တော်မျက်ပင်နဲ့နှိုင်းတာဖြစ်တယ်ဒါကိုနားမလဲဘဲနဲ့ကချင်လူမျိုးဆိုပြီးတော့အဲ့ဒါမျိုးနွယ်စုဖြစ်တယ်
ကျမ်းစာမှာမျိုးနယ်စုသူ့ဟာနဲ့သူအကန့်တွေရှိတယ်ကျွန်တော်ကျမ်းစာကိုတေးသေးချာချာဖတ်ပါလို့ပဲကျွန်တော်ပြောချင်တယ်တချို့ကဒီကျမ်းစာလေးကိုတပိုက်ကိုလိုရာဆွဲတွေးလိုက်တယ်ကိုယ့်ရဲ့အတွေးတိမ်တိမ်လေးနဲ့တွေးလိုက်တယ်ကျွန်တော်ပြောမယ်ခင်ဗျားမှာကျွန်တော်တို့ပြောမယ်ကျွန်တော်တို့ကျန်းစာဖတ်တယ်ကျန်းစာတက်လာတယ်ခင်ဗျားတို့ကျွန်တော်တို့ပြောမယ်မင်းတို့ကကျန်းတက်ဖာရီရှဲလို့ပြောမယ်ဒါပေမဲ့ခင်ဗျားတို့ကျန်းစာတက်ပြီးကျန်းစာဖတ်တော့ကိုကျွန်တော်တို့ခင်ဗျားတို့ဖာရီရှဲပြောခင်ဗျားကြိုက်သလားခင်ဗျားစဉ်းစားပါပြီးကျွန်တော်တို့ကခင်ဗျားတို့အပြစ်ဖော်ပြတာခင်ဗျားတို့စီရင်တာမဟုတ်ဘူးအပြစ်ကိုဖော်ပြတာကျန်းစာမှာပြောအပြစ်ဖော်ပြအပြစ်ဖော်ပြတာကိုစီရင်တယ်လို့ထင်တော့မတတ်နိုင်ဘူးဒါအပြစ်ဖော်ပြတယ်လို့ပြောတဲ့အခါမှာဒါလို့ရင်ဒါဖြစ်တယ်လို့ကျန်းစာမှာတိတိကျကျပြောတယ်ဒါလို့ရင်ဒါဖြစ်မှတိတိကျကျပြောတဲ့ဟာကိုကျွန်တော်တို့သတိပေးတယ်ကျမ်းစာနဲ့ကျွန်တော်တို့သင်တို့စီရင်တာလည်းမဟုတ်ဘူးဆိုတော့စီရင်တာမဟုတ်တဲ့အတွက်ကျွန်တော်တို့မှာအော်တိုဘတ်စိတ်ကြီးတယ်ဆိုတော့ကျမ်းစာကိုဖတ်ပါကျမ်းစာကိုစင်ကျင်လေ့လာနှလုံးသွင်းဖို့ရမယ်ကျွန်တော်ပြောချင်တယ်ဆိုတော့လူရင်းတူရှင်းမပြောမယ်ဆိုကျွန်တော်ချင်းလူမျိုးတွေတစ်ချိန်ကမသိခဲ့တဲ့အရာတွေနော်ကျွန်တော်တို့အရင်ကတည်းကကျွန်တော်တေချာကြည့်ပါနတ်စင်မရှိဘူးနတ်ရုပ်ထုတွေကျွန်တော်မကိုးကွယ်ဘူးဖန်ဆင်းရှင်ဆိုတာရှိတယ်နတ်တွေနဲ့အပေးယူလုပ်တယ်ဒါပေမဲ့ဒီနေ့မှာဘာအပေးယူမှမရှိဘူးဒီနေ့မှာယေရှုခရစ်တော်ယုံကြည်လက်ခံပြီးတဲ့နောက်သခင်ယေရှုကိုပဲယုံကြည်တယ်သခင်ယေရှုကိုပဲကိုးကွယ်တယ်ဒါကြောင့်သခင်ယေရှုကိုပဲကျွန်တော်တို့မနှောနဲ့ချီးမွမ်းကခုန်တယ် transformation ဖြစ်သွားပြီအရင်လိုမနှောမဟုတ်ဘူးဒီခေတ်ဒီခါရဲ့မနှောကချင်းကအရင်ကတည်းပို့ပြီးထူခြားတယ်ဘာဖြစ်လို့ကျွန်တော်မနှောကတယ်အရင်မနှောကချင်းမျိုးတအားစီးလုံးလာတယ်ဆိုတော့စာတန်ဒီဥမာကျွန်တော်တို့မနှောရိုးရအကောက်စွန့်ပစ်ရမယ်ဟုတ်ပြီကျွန်တော်စွန့်ပစ်လိုက်တဲ့ထောင်စာတန်ကအလုပ်မလုပ်တော့ဘူးလားစာတန်ကသူ့ရဲ့လှုပ်ရှားရှိရလုံမှာပဲလူမျိုးရေးနဲ့ခွဲမယ်ဘာသာရေးနဲ့ခွဲမယ်စကားနဲ့ခွဲမယ်အချင်းချင်းအသက်အရွယ်နဲ့ခွဲမယ်ပညာရေးချင်းနဲ့ခွဲမယ်စာတန်ကအလုပ်ချင်းအလုပ်တားလုပ်လို့ရမနှောတစ်ခုထဲနဲ့ပဲစာတန်အလုပ်လုပ်တတ်တာမဟုတ်ဘူးဆိုတာကျွန်တော်ပြောပြချင်တယ်မနောနဲ့ပတ်သက်ပြီးကချင်လူမျိုးချင်းအားစီလုံးပြီးတော့ညီညွတ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီမနောနဲ့ပတ်သက်ပြီးတော့ခရိယန်ဖြစ်လာတဲ့နောက်ပိုင်းမှာစွန့်လို့ရမယ်မစွန့်လို့ရဘူးဆိုတဲ့အဖွဲ့နှစ်ဖွဲ့ကွဲလာတယ်ကွဲလာပြီး AG Baptist ဆိုတာကွဲလာတယ်ထက်ကွဲတယ်ဘလို့ပဲကွဲသူတို့အားလုံးကိုးကွယ်နေတဲ့အရာကအသက်ရှင်တဲ့ထာဝရဘုရားပဲဖြစ်တယ်အဓိကတမန်ကျမ်းစာနဲ့ပြောကျွန်တော်တို့မစတယောက်နဲ့တယောက်မစီရင်မှုမစစ်ကြောရဘူးဆိုရင်ကျွန်တော်ပြောမယ်ကျမ်းစာသေချာပတ်သခင်ယေရှုကမာယိုနဲ့မိန်းမကိုသူပြောတယ်မင်းနောက်တစ်ဖန်ဒုစရိုက်မပြုတ်နဲ့ကျမ်းစာမှာတိတိကျကျပြောထားတယ်ငါမင်းကိုမစီရင်ဘူးလို့အဲ့ဒီအချိန်ပြောတဲ့ကျမ်းချက်တဲ့ကျမ်းပိုက်ကိုတေချာကြည့်အဲ့ဒီအချိန်မှာယေရှုဘာပြောလဲဒါအဲ့ဒီအချိန်မှာပြောတာနဲ့မဿဲ28လောက်မှာယေရှုပြောတဲ့စကားကွာသွားပြီမြေကြီးပေါ်မှာစီရင်ပိုင်းအခွင့်တကိုးငါခံရပြီသခင်ယေရှုဒီကျွန်တော်အသက်တာထဲမှာရှိတယ်သခင်ယေရှုဒီကျွန်တော်တို့ခွင့်လွတ်တဲ့ဖခင်ဖြစ်တယ်သခင်ယေရှုဒီမေတ္တာနဲ့ပြေဝတဲ့ဖခင်ယေရှုကမစီရင်ဘူးခင်ဗျားထင်မှားသွားမှာပေါ့ယေရှုကဒီနေ့မှာအားလုံးလွတ်လပ်စွာလှုပ်ရှားခွင့်ပေးဒါပေမဲ့ယေရှုကတစ်ချိန်ကမစီရင်တဲ့အချိန်နဲ့နောက်ဆုံးမဿဲ28လောက်ရောက်သွားတယ်သူ့မှာစီရင်ပိုင်းအခွင့်တကိုးငါခံရပြီပြီးတော့ယေရှုပြောသွားရေးလူမျိုးတကာတို့ကငါတပည့်ဖြစ်စေပါပြောတာအခုကလူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေပါဆိုတဲ့အရာမဖြစ်လာဘဲနဲ့လူမျိုးတကာကိုရန်ဖြစ်စေတယ်လူမျိုးတကာကိုခရစ်တော်ရဲ့တပည့်တော်ဖြစ်စေရမယ်ဖြစ်ပြီးသားခရိယာနေထဲမှာသူတို့ဘာသာသူတို့ကဲတင်ချင်းစိတ်ချမှုရတာမရတာတဲ့ခမည်းရအောင်လဲခမည်းလှုပ်ပေးနိုင်မှာမဟုတ်ဘူးခမည်းဘလောက်ပဲခမည်းအသုံးတော်ခံမယ်ခမည်းဝေငှလို့ပြောင်းလဲလာတာမဟုတ်ဘူးဖယားသခင်ကသူတို့ကိုပြောင်းလဲဖို့ရရှေးမစွာရွေးချယ်ခွက်ခတ်မှတ်သားထားပြီးသားအဲ့ဒီဟာကိုခမည်းကလှုပ်ရှားရှိတဲ့ရောက်လှုပ်ယုံမယ်ပြောင်းလဲစေတာဖယားသခင်ဖြစ်ပါတယ်ဆိုတော့နောက်တစ်ခေါက်အနေနဲ့ကျွန်တော်ရှင်းလင်းပြောပြခြင်းတဲ့အရာကကျွန်တော်တို့ရဲ့နောက်တစ်ခုကျွန်တော်ကျမ်းစာကိုသေးချာဖတ်ဖို့ရလိုအပ်တယ်ခင်ဗျကျွန်တော်တို့တစ်ချိန်ကဘာဦးကျမ်းမှာကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်ရှင်းလေးကျွန်တော်ကြမ်းချက်တွေမပြောတော့ဘူးပြောလို့ရှိရင်လည်းခင်ဗျားတို့ကကျွန်တော်ကြမ်းတက်တွေဖာရီရှက်ကြမ်းညိုးနေနဲ့ရှောက်ပြောတယ်ပြောမယ်ကျွန်တော်မပြောဘူးပထမအဆုံးအနေနဲ့ဒီလူရဲလို့ဖြစ်လာတဲ့အချိန်မှာလူတွေရဲ့အင်အားတောင့်တင်းလာတဲ့အချိန်မှာကဘာဦးကျမ်းမှာထူးခြားတဲ့အလုပ်တစ်ခုလုပ်တယ်လူတွေကဘာလုပ်လဲဆိုတော့သူတို့ကတအားစီးလုံးတယ်တအားညီညွတ်တယ်တအားစီးလုံးညီညွတ်တဲ့တော့သူတို့ကဟိုးမိုးကောင်းကင်ထိမိတဲ့ရဲတိုက်ကိုငါတို့စောင့်မယ်ဆိုပြီးတော့သူတို့တွေလူတွေကရဲတိုက်ကိုစတင်စောင့်တယ်အဲ့ဒီအချိန်မှာဘာသာစကားတစ်မျိုးပဲရှိတယ်နံပါတ်1အဲ့ဒီဘာသာစကားတစ်မျိုးပဲလူတွေတအားစီးလုံးပြီးတော့မိုးကောင်းကင်ထိမိတဲ့ရဲတိုက်ကိုသူတို့စတင်ဆောက်လုပ်လာတဲ့အခါမှာဖယားသခင်နဲ့တွေ့ဟာဒီကောင်လေးလူကငါတို့ကဲ့သို့တဘာဘာဖြစ်တယ်လူကငါတို့ကဲ့သို့တဘာဘာဖြစ်တယ်လူဟာဖယားကဖန်ဆင်းတဲ့သူ့ရဲ့ပုံသဏ္ဍာန်နဲ့အညီဖန်ဆင်းတဲ့ပုံစံနဲ့မဟုတ်ပုံသဏ္ဍာန်နဲ့အညီဖန်ဆင်းတဲ့လူဒီဖယားသခင်နဲ့တဘာဘာကဲ့သို့ဖြစ်တဲ့အစွမ်းစားရှိတယ်ဖယားသခင်ဒီကျွန်တော်အုပ်စိုးခြင်းအာဏာစက်တွေအားလုံးအခွင့်အာဏာတွေပေးထားပြီးသားဖြစ်တယ်
ဒါကြောင့်လူကလှုပ်လာတဲ့အခါမှာတကယ်ရဲတိုက်ကြီးဖြစ်လာတယ်စီးလုံးချင်းကြောင့်ရဲတိုက်ကြီးမိုးကောင်းကင်တွေရောက်လာချင်ဖះတကအမဖြစ်တော့ဘူးဒီလူတွေကသူတို့တစုတစည်းတဲ့မကွဲမပြားပဲနဲ့သူတို့စုပြီးနေတော့မယ်နေပြီးရဲတိုက်ကြီးစောက်ပြီးတော့သူတို့တွေလှုပ်တော့မယ်ဒါကြောင့်ငါတို့တွေကဲစဉ်းသက်ကြကောင်အမြေကြီးမှာသူတို့စကားကိုရှုပ်ထွေးကြအောင်လူတွေဘာသာစကားရှုပ်ထွေးပြီးတယောက်နဲ့တယောက်အကုန်လုံးရှုပ်ချက်ခတ်ပြီးတော့အဲ့ဒီရဲတိုက်ကတန်လန်မဆောက်ပဲနဲ့လူတွေအားလုံးကွဲပြားသွားတယ်ဆိုတော့ဒီကနေ့မှာဖះသခင်တွေတစ်ချိန်ကလူတွေကမလိုအပ်တဲ့အရာထက်လိုအပ်တဲ့သူ့ရဲ့အလိုတော်ကိုမလိုက်လို့ तू ကဖျက်ဆီးခဲ့တာဘုရားသခင်ဒီဖျက်ဆီးခြင်းချင်းဖျက်ဆီးတာဖြစ်တယ်ဘုရားသခင်မလုပ်စေခြင်းဆိုဘုရားသခင်သူ့ကိုယ်နဲ့ဆင်းပြီးတော့ तू တားဆီးတာဖြစ်တယ်ဒီကနေ့ကမနှောကစရာမလိုဘုရားသခင်ကိုယ်နဲ့လာပြီးဆင်းပြီးတော့ तू တားဆီးလို့ရပါတယ်ကျမ်းစာတိတ်ချဖတ်ပါဆိုတော့ဒီနေ့မနှောအဖြစ်ရှင်လူမျိုးယုံကြည်သူတွေအားလုံးကစူးစီးပြီးတော့ကျွန်တော်တို့ကဘုရားကိုချီးမွမ်းကိုးကွယ်လာပြန်လဲစီးလုံးလာမယ်တားစီးလုံးလာဝิญဉ်ရေးရမှာပိုပြီးကချင်လူမျိုးတွေ strong လာမယ်ပိုပြီးတာမာလာမယ်ပြောမလို့တချင်ရလို့မရဲတိုက်လို့မတကယ်ခိုင်ခန့်တဲ့မိုးထိမြင့်တဲ့အရာကိုဆောက်လုပ်လာနိုင်မယ်အဲ့ဒါဘာဖြစ်လို့ကျွန်တော်စီးလုံးချင်းရဲ့အင်အားယုံကြည်တဲ့ကချင်လူမျိုးရဲ့စီးလုံးချင်းရဲ့အင်အားကြီးစွာသောအောင်မြင်မှုဖြစ်စေနိုင်တယ်စာတန်ဒီသိတယ်စာတန်သိတယ်ဟာဒီတချိန်တော့လူတွေတအားစီးလုံးပြီးတော့သူတို့တခုခုလှုပ်ဆောင်တအားအောင်မြင်တယ်အဲ့လိုအောင်မြင်တဲ့အတွက်ဒီတစ်ခေါက်မအောင်မြင်အောင်တော့တချိန်ကတော့သူတို့ဘာသာစကားနဲ့လူတွေခွဲပြားပြီးတော့တခါတည်းအဲ့သူတို့လုံနဲ့ရဲတိုက်ကြီးမပြီးအောင်သူတို့နောက်ဘုရားသခင်လှုပ်ခဲ့တယ်ဒါဆိုဒီနေ့ကျရင်ကချင်လူမျိုးပြန်စီလုံးပြီးတော့နော်ဘုရားကိုကိုးကွယ်ပြီးတော့ဘုရားရဲ့ဘုန်းကိုထင်ရှားလိုက်မယ်ဒါကြောင့်ငါတို့ဒီကချင်လူမျိုးတွေကိုမစီလုံးအောင်တော့လှုပ်ရမယ်မစီလုံးအောင်လှုပ်ရမယ်ဆိုတော့ဘာသာရေးနဲ့လှုပ်မယ်လူမျိုးရေးနဲ့လှုပ်မယ်နော်တချို့လူမျိုးရေးကျွန်တော်သိပြီးသားကျွန်တော်ကချင်လူမျိုးတွေတယောက်နဲ့တယောက်ဟိုမျိုးကဒီမျိုးနဲ့တဲ့တာမတဲ့တာဒါတွေတခါနထားလိုက်ဒီနေ့ချမ်းစာကျွန်တော်စီးလုံးမို့လို့တယ်ဆိုတော့စာတန်ကကျွန်တော်မနှောနဲ့ကပြန်နေပြီးစီးလုံးပြီးဖះကိုချီးမွမ်းကိုးကွယ်လို့ရှိရင်ရှင်တို့ပို့ပြီးအောင်မြင်ကြီးပွားမယ်ဒါဆိုရင်ရိုးရလက်ခံတဲ့အဖွဲ့နဲ့လက်မခံတဲ့အဖွဲ့နှစ်ဖွဲ့ခွဲကွာချပြီရိုးရနှစ်ဖွဲ့ကွဲလာတဲ့အဲ့ဒါမှတ်သက်ပြီးတော့ဖះเจ้าတစ်ချောင်းထဲမှာတော့မှရိုးရလက်ခံရမယ်ဆို doctrine ခံယူချက်ရိုးရလက်မခံရဆိုခံယူချက်တွေဖြစ်လာကြတယ်သူတို့ထိတ်တိုက်တွေ့လာကြတယ်ကျမ်းစာမှာသေးချာဖတ်ပါညီကိုကြေရဖတ်ပါခင်ဗျားဒီကျန်းစာလေးတအုပ်လောက်နဲ့ပဲဖမ်းပြီးတော့ခမရတမတရားတဲ့ပြေးဝပြီလို့ထင်မှားသွားမှာပေါ့ကျွန်တော်တို့ရှိမှအများကြီးတမိုင်းရဲ့ယာစုကိုကျွန်တော်ဖတ်ရတယ်ဆိုတော့ဓမ္မဟောင်းကအမြင့်ဖြစ်တယ်ဓမ္မသစ်ကအသီးဖြစ်တယ်အသီးပဲစားနေလို့ခမရမရဘူးအမြင့်ကိုလည်းသိရမယ်ဒီနေ့ယုံကြည်သူကချင်လူမျိုးတွေရဲ့ဒီမနှောနဲ့ပတ်သက်ပြီးတော့အသီးစားတာပဲမမြင်နဲ့အမြင့်ကဘလို့လာလဲဆိုတာသိဖို့လိုတယ်ငကူကလေးဟာဖះဘသူပဲဝါမသိပဲဖះရှိမှသိတယ်ဆိုတဲ့စိတ်နဲ့ဖះကိုကိုးကွယ်လာတဲ့လူမျိုးဖြစ်ပါတယ်ဒီနေ့မှာထူးခြားမှုကဖះကိုရှင်းလင်းဂဂနာသိပြီးတော့ဖះကိုမနှောကနဲ့ချီးမွမ်းကိုးကွယ်တယ် transformation နဲ့အများကြီးဖြစ်တယ်လူတရားအသက်တာပြောင်းလဲသွားတယ်ကဲကျွန်တော်ယေရှုကိုယုံကြည်လက်ခံလာပြီလာပြီးပြောင်းလဲသွားကျွန်တော်ကလက်တစ်ချောင်းအပိုပါလာလို့လားခေါင်းတစ်လုံးအပိုပါလာတာမျက်လုံးတစ်လုံးအပိုပါလာတာဘာမှပုံပေါဒီအတိုင်းပဲဒါပေမဲ့ကျွန်တော်တို့အထဲထဲမှာရှိတဲ့ဝိညာဉ်စတင်ပြောင်းလဲလာတာဖះကိုစာငတ်အော်ဟစ်လာတယ်အဲ့လိုပဲမနှောအကသူ့ဟာနဲ့အကပဲတို့တော့အထဲထဲမှာဝိညာဉ်တောက်လာဖះကိုငါတို့ချီးမွမ်းကိုးကွယ်တယ်ဆိုတဲ့ကချင်းနဲ့စတာဖြစ်တယ်တန်စင်တူတယ်ဒါပေမဲ့ဆိုတဲ့သူမတူဘူးစာသားမတူဘူးအဲ့ဒီလိုပဲတချင်းတပုတ်ကလည်းတန်စင်ဘလောက်တူစာသားမတူတာနဲ့ကိုအားလုံးပြောင်းလဲသွားတော့ကျွန်တော်တို့မနှောဟာလည်းစာသားမတူဘူးဆိုတဲ့လူတွေမျိုးအရင်တော့မသိလို့လုတ်ခဲ့တဲ့လူတွေရှိတယ်နော်ဘယ်ဖះမှမသိဘဲနဲ့လုတ်ခဲ့တဲ့အရာရှိတယ်ဒါပေမဲ့ဒီနေ့သိလာတဲ့အခါမှာဖះသခင်ကြီးကျွန်တော်တို့ဒီမနှောနဲ့စီးလုံးပြီးတော့ဖះသခင်ကြီးတင်းကြီးတင်းကျွတ်တဲ့စီဝဲဝတ်ပြုပြီးကိုးကွယ်စေခြင်းနဲ့ဖះဖြစ်တယ်လူမျိုးရေးဘာသာရေးတွေနဲ့ပတ်သက်ပြီးတော့စာတန်းအလုတ်လို့ရတယ်ဒီကြားထဲမှာစာတန်းနီးမျိုးစုံနဲ့အလုတ်လို့တမာတိရှိဖို့လိုတယ်ပြောချင်တာအဲ့ဒီမနှောကတာမကတာထက်အရေးကြီးတဲ့အရာကကျွန်တော်တို့တွေဒီဘေရီမျိုးသားတွေလို့စံစာကိုစိတ်ကြည့်ရှုရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့မှာဘ ഹു တုတအတွေးခေါ်ပညာတွေအများကြီးလိုတယ်ကျွန်တော်တို့ကထင်တတ်တာငါဒီစံစာအုပ်ကိုငါတလောက်ဖတ်ထားတာပဲငါတလောက်နဲ့လုံလောက်ပြီထင်မှားသွားအောင်မယ်ညီကိုဘယ်အရာမှပုံတင်နဲ့တွက်လို့ဘုရားသခင်ဒီကြီးမားတဲ့ဘုရားသခင်အောဝဲတကိုးတဲ့ဘုရားသခင်နဲ့နီလန်းမျိုးဆိုနဲ့အလုပ်လုပ်တယ်နော်ဘုရားသခင်ကစာဒမာနတ်ကိုတကွက်ထဲနဲ့အလဲထိုးနိုင်ယူခဲ့တာဖြစ်တယ်အဲ့ဒီလိုပဲကျွန်တော်တို့ကိုအသက်တာထဲမှာယုံကြည်သူကိုစာဒမာနတ်နောက်ဆက်တဲ့နီလန်းမျိုးစုံရှိမယ်ဒါပေမဲ့ဘုရားသခင်ကအလဲထိုးတကွက်ထဲနဲ့အနိုင်ယူမှာဖြစ်တယ်ကျွန်တော်တချင်းကလည်းကျွန်တော်ရေစကြီးလာ36နဲ့ကျွန်တော်တတိပေးပြီးသွားပြီစံစာနဲ့အဲ့ဒါကိုကျွန်တော်စီရင်တယ်လို့လူတွေပြောကြ
ကျွန်တော်စီရင်လားမစီရင်လားဆိုတာတော့ဘုရားခင်တီးဆိုစံစာကိုတေချာပတ်အပြစ်ကိုဖော်ပြတာလားစီရင်တာလားတော့မသေးကွဲဘူးဆိုရင်ခင်ဗျားတော်တော်လေးကိုခက်ခဲသွားပြီစံစာကိုအသေးစိတ်ဖတ်ဖို့ပဲကျွန်တော်ပြောချင်တယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့တမန်စံစာမှာကြည့်ပါစီရင်တယ်လို့ပြောတခင်ယေရှုယုံကြည်လက်ခံတဲ့အချိန်မှာယေရှုခရစ်တော်ဖျားကျွန်တော်အသက်တာထဲမှာရှိတယ်အသက်တာထဲမှာရှိတဲ့အတွက်တခင်ယေရှုခရစ်တော်ဖျားကိုယ်တိုင် तू ငါအဖအိမ်တော်ပွဲတဲလုပ်တဲ့လူတွေဘာလုပ်လဲကျိုးနဲ့ကင်ပြီးလိုက်ရိုက်တာစိတ်ပါတိုးတယ်အဲ့ဒီလိုပဲအဖရဲ့အိမ်တော်ဖျားကိုချီးမွမ်းကိုးကွယ်မဲ့လုပ်ရက်တွေကိုဖျက်ဆီးဖို့ရစူးစမ်းနေတယ်ဆိုရင်တော့ယေရှုကိုယ်တိုင်ကျိုးနဲ့ကင်ပြီးခင်ဗျားလိုက်ရိုက်လိမ့်မယ်အဲ့တော့စီရင်တယ်လို့ခင်ဗျားပြောလို့မရဘူးနောက်တစ်ခုထပ်ပြောမယ်ယေရှုခရစ်တော်ဖျားကမစီရင်ဘူးလားလို့ပြောရင်ဓမ္မတော်တွေကမစီရင်ဘူးလားလို့ပြောမယ်ဆိုရင်ကျွန်တော်ပြောမယ်စံစာတေချာဘယ်သူမှစီရင်လို့မရဘူးဘာညာရှောက်ပြောနေခင်ဗျားစံစာတေချာဖတ်စံစာဖတ်တာဖျားကစီရင်တာလူကစီရင်တာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြောပြမယ်ဖျားကစီရင်လိမ့်မယ်လူကစီရင်တာမဟုတ်လူကဖြစ်နိုင်တဲ့ဟာကိုပဲသူပြောတယ်အာနာနိနဲ့ရှပရိရေတော့သူတို့လင်မယားနှစ်ယောက်ပေဒရိုရှိလာတယ်သူတို့ရဲ့လေယာမြေသူတို့ကရောင်းပြီးသူတို့ရဲ့ဥစ္စာအဖို့ကိုသူတို့ဖွက်ထားတယ်သူတို့ပစ္စည်းနဲ့သူတို့ဖွက်ထားပြီးတော့တမန်တော်ရဲ့ခြေထောက်မှာလာချတဲ့ခါမှာဒီလောက်ပဲလားလို့ပေဒရုမေးတဲ့ခါမှာဒီလောက်ပဲလို့ပြောတဲ့ချိန်မှာဟာမေတန်ရှင်တော့ဝိညာဉ်တော်လှည့်စားပြီလို့တခွန်းနဲ့ပြောလိုက်တာငုတ်ကနေခောက်သေးသွားတယ်နောက်တစ်ယောက်လည်းရှပီရနာနေလာတယ်ဟာမင်းယောက်ျားလည်းမင်းရောဒီလောက်ပဲရသလားဆိုငါလည်းဒီလောက်ပဲရတယ်ထပ်လိမ့်တယ်မင်းယောက်ျားအလောင်းဟိုမှာရှိတယ်မင်းလည်းလိုက်သွားတခါလဲသွားတာစံစာတေချာပါအဲ့ဒါဆိုရင်ဖျားကစီရင်တာလားပေတရုပြောလို့ဖျားကသူတို့ဒဏ်ခတ်တာလားအဲ့ဒီလူတွေလှုပ်လို့သူတို့ကခံရတာလားစံစာတေချာဖတ်ပေတရုကရှင်းလေးမင်းတို့ဒီလောက်ပဲရသလားအမေတို့တန်ရှင်းသောဝိညာဉ်တော်လှည့်စားပြီအဲ့လောက်ပဲပြောတာတန်ရှင်းသောဝိညာဉ်တော်လှည့်စားပြီလို့ပြောလိုက်တခွန်းမှပြောတာအဲ့ဒီမှာငုတ်ခနဲ့ကောက်သေးသွားတယ်ဒီနေ့ကောခမရတို့တန်ရှင်းသောဝိညာဉ်တော်ဖျားကိုလှည့်စားတယ်ဆိုရင်တော့ခမရပြဿနာကြီးတက်ပြီဘာဖြစ်လို့လဲစံစာသေးချာဖတ်တန်ရှင်းသောဝိညာဉ်တော်ဖျားလှည့်စားရင်အနာဂတ်မကောင်းဘူးယခုဘဝနောင်ဘဝမှာမလွတ်ကင်းနိုင်ဘူးဆိုတော့တချို့လူတွေကစံစာတေချာမဖတ်ဘူးကိုတီးတလောက်နဲ့ပဲတလောက်နဲ့တွားလို့မရဘူးလေကဘာကြီးအကြီးခင်ဗျာနားမလည်နိုင်တဲ့အရာတွေအများကြီးတဘာဝလုံးနဲ့အများကြီးခင်ဗျာစာအုပ်ပေါင်းမြောက်များစွာလေ့လာခင်ဗျာကချင်လူမျိုးဘလို့ဖြစ်လာတယ်ဆိုတဲ့အရာကိုအသေးစိတ်စံစာဖတ်ပါကချင်လူမျိုးတွေရစ်ပလေတဲတဲ့ပုံစံတွေရဲ့သူတို့ရဲ့ပုံစံဘာနဲ့အလားတန်တူလဲဆိုခင်ဗျာရှင်းသိခြင်းအဲ့ဒီအရင်တစ်ချိန်တော့စံစာထဲမှာရှိတဲ့ဟိုးရှိခေတော့တဲတော်မှာစောက်တဲ့အတိုင်းပဲအကချင်လူမျိုးလူသေးတွေကိုပြန်ပြီးခေါ်ပြီးစကားပြောတယ်ဆိုတဲ့အရာအဲ့ဒီပုံကိုယ်တွေဘဒူတွေလဲလို့ခင်ဗျာပြောမယ်ဆိုတစ်ချိန်ကတခင်ယေရှုခရစ်တော်ဖျားမောရှေနဲ့အေလိယတောင်ပေါ်မှာမောရှေတို့အေလိယတေပြီးသားလူတွေသူတို့ပြန်ပေါ်လာတယ်ခေါ်ပြီးယေရှုနဲ့စကားပြောတော့အဲ့ဒီလိုမောရှေဘိုတဲဆောင်နော်အေလိယဘိုတဲဆောင်ဆောက်လို့ရမလားလို့အနေထားတွေဖြစ်ခဲ့တယ်အဲ့ဒီလိုပဲရင်ကနေဖန်ဆင်းရှင်ကိုကိုွယ်ခဲ့တဲ့ကချင်လူမျိုးတွေဘဒူတွေနဲ့စကားပြောခဲ့လေခင်ဗျာသေးချာမသိပဲရှောက်မပြောတယ်တမိုင်းကြောင့်တေချာလေးလားကျန်းဆောင်တေချာပတ်ကချင်လူမျိုးကဘယ်ကနေစတင်လာလဲပျောက်ဆုံးနေတဲ့ဣသရေလအမျိုးတွေကပါဝင်လားမပါဝင်ဘူးလားခင်ဗျားတို့ကျန်းစာမှမဖတ်တာမဖတ်တော့ခင်ဗျားတို့ရှောက်ပြီးပြောနေတယ်ဆိုတဲတော်မှာကချင်လူမျိုးတွေအဲ့ဒီရစ်ပူစော်တဲ့ပုံစံလေးပေါ့သူတို့ကဒီဖန်ဆင်းရှင်ကိုးကွယ်တဲ့ပုံစံတွေအဲ့ဒီမှာသူတို့အသုံးပြုတဲ့အသုံးဆောင်ပစ္စည်းတွေခါဘယ်ဟာနဲ့လားတန်တူလဲဆိုတာတေချာပြန်ကြည့်ဓမ္မဟောင်းကျမ်းမှာမောရှေတဲထဲမှာအသုံးပြုတဲ့အရာတွေနဲ့ချွတ်ဆွတ်ပဲကျန်းစာဖတ်ပါကျန်းစာလည်းဖတ်တမိုင်းလည်းတေချာနားထောင်စာအုပ်လည်းတအုပ်လောက်လေဒီလောက်တအုပ်လောက်ဖတ်ပြီးတော့ခင်ဗျာသိပြီဆိုရင်တော့ခင်ဗျာကိုဟုတ်ပြီမထင်နဲ့ခင်ဗျာကဖတ်စရာတွေအမကုန်ဘူးနော်ကျန်းစာနဲ့ပတ်သက်ပြီးတော့ doctrine ခံယူချက်တွေပြောမယ်ဆိုရင်အများကြီးပဲဒါပေမဲ့ဒီနေ့မှာကျွန်တော်ခံယူချက်နဲ့မပြောဘူးခံယူနိုင်တဲ့သူခံယူစေရိုးရာကိုစွန့်ပစ်စရာမလိုဘူးလို့ခံယူနိုင်တဲ့လူခံယူစေရိုးရာစွန့်ပစ်စရာလိုတယ်လို့ထင်တဲ့လူကလည်းကိုယ့်အနေကိုခံယူစေဒါပေမဲ့ကျွန်တော်ခံယူထားတာကတော့ဖယားသခင်ပေးတဲ့ရှေးဟောင်းအမွေနဲ့ဒီကိုတကဘာလုံးမှာရှိတဲ့လူတွေကထိမ့်သိမ့်နေသူတို့ရဲ့ရိုးရာယဉ်ကျေးမှုတွေထိမ့်သိမ့်နေတာဒီနေ့ချင်းအမေရိကန်မှာအိန္ဒိယလူမျိုးတွေရိုးရာယဉ်ကျေးမှုတွေကိုထိမ့်သိမ့်နေတာအိန္ဒိယလူမျိုးတွေလည်းခရစ်ယာန်ကိုကိုးကွယ်နေအများကြီးပဲဒါပေမဲ့ရိုးရာယဉ်ကျေးမှုအမွေတွေကိုထိမ့်သိမ့်နေအဲ့ဒါကိုသိဖို့လိုတယ်ခရစ်တော်ကိုကိုးကွယ်တာလေကျမ်းစာမှာတိတိကျကျခရစ်တော်ကိုကိုးကွယ်နေတာကျွန်တော်တို့တွေဆိုတော့ဒီနေ့မှာညီကောင်မောင်တို့ကတချို့တအားပြောတယ်ဘေးတအားကုန်တယ်လို့ပြောတယ်ဆိုတော့ဒါကကျွန်တော်တိတ်ရှည်ဝေးတော့မပြောချင်ဘူးအနည်းချုပ်ပြောရမယ်ဆိုရင်ကျွန်တော်ကချင်လူမျိုးတွေရဲ့တမိုင်းကိုခင်ဗျာသေးချာချာသိချင်တဲ့ Rebel Olan Hansen ရေးထားတဲ့စာအုပ်တွေဒီ live အမေရိကမှာ library မှာအများကြီးရှိတယ်ခင်ဗျာဟို
ကျန်းစာကျောင်းထဲမှာတချို့ကျန်းစာကျောင်းတွေတော့အကုန်လုံးရှိတယ်ခင်ဗျားလေးလာတင်ယူနိုင်ဖို့အများကြီးပဲအရင်ဖတ်ပြမဖတ်ပဲမသိပဲနဲ့လိုက်ပြီးတော့ရောင်နေလို့မရဘူးခင်ဗျားတို့ကျွန်တော်တို့ကျန်းတက်ဖာရီရှယ်ခင်ဗျားကျွန်တော်တို့ကျန်းတက်ဖာရီရှယ်လို့ခင်ဗျားတို့ပြောလိုက်တာနဲ့ခင်ဗျားတို့ကျန်းစာလုံးဝမတတ်ဘူးလားခင်ဗျားတို့လုံးဝကျန်းစာမဖတ်ဘူးလားဒါဆိုခင်ဗျားတို့ကျန်းစာမတက်ဘူးကျန်းစာမဖတ်ဘူးဆိုရင်ခင်ဗျားတို့ကကျွန်တော်တို့တော့မသိဘူးမသိရင်ဘာမှမပြောနဲ့အေးခင်ဗျားတို့ကျန်းစာသိတယ်ဖတ်တယ်ခင်ဗျားတို့လည်းသိတယ်ဆိုခင်ဗျားတို့ဖာရီရှယ်ကျန်းတက်ပဲဖာရီရှယ်ကျန်းတက်အချင်းချင်းပဲမဲ့ပြောပြမယ်ကချင်လူမျိုးတွေတော်တော်များများကခင်ဗျားတို့ဖာရီရှယ်လို့ပြောတယ်ဟုတ်တယ်နီကိုဒင်လိုမျိုးဖာရီရှယ်ကောင်းကင်နိုင်ငံနဲ့မဝေးတဲ့လူတွေအများကြီးရှိတယ်ဒီနေ့မှာကျွန်တော်ကချင်လူမျိုးတွေခင်ဗျားတို့ထင်တဲ့တစ်ဖက်ဆုံးနားမလဲမသိသေးတဲ့လူတွေအများကြီးရှိပါတယ်ကချင်လူမျိုးတွေစန်းစာတေချာမဖတ်ပဲအမှုလို့ဆောင်တဲ့အများကြီးရှိပါဒါပေမဲ့ခင်ဗျားနားလေရမယ့်အရာကသူတို့တွေရဲ့နှလုံးသားတွေကဖရာသခင်ကိုသူတို့ချစ်မြတ်နိုးပြီးလုံနေတယ်ဆိုတော့ခင်ဗျားသိဖို့လိုတယ်သူတို့ရဲ့နှလုံးသားတွေကနေသူတို့လုံနေတဲ့အရာတွေခင်ဗျားတို့ကအပေါ်ယံနဲ့အမြင်နဲ့မကြည့်နဲ့ခင်ဗျားအတွင်းတဘောထားတယ်မှာသူတို့လှုပ်ဆောင်နေရခင်ဗျားချစ်တတ်အောင်ရင်လှုပ်လေ့လာပါကချင်လူမျိုးတွေချစ်တယ်ဆိုရင်ကချင်လူမျိုးတွေချစ်တဲ့ရိုးရာရဲ့အကြောင်းကဏ္ဍအောင်တကယ်ကကနနတိနားလည်အောင်လုပ်ပြီးမှချစ်တယ်လို့ပြောပါဘာမှမသိနားမလဲပဲနဲ့ချစ်တယ်ပဲရှောက်လို့မနေပါနဲ့ပြီးတော့နောက်တစ်ခုပြောမယ်ဖရာသခင်ကစကားပြောခိုင်းလို့ရှိရင်ခင်ဗျားပြောကိုပြောရမယ်ခင်ဗျားသူများတရားပဲဆွဆွဲမဆွဆွဲခင်ဗျားကြောက်စရာမလိုပြောကိုပြောရမယ်ခင်ဗျားမပြောဘူးဆိုတာနဲ့အဲ့ဒါခင်ဗျားဖရာပြောတာမဟုတ်ဘူးဖျားပြောခိုင်းတဲ့အရာကသူများတရားဆွဲရုံးတင်ခင်ဗျားပြောကိုပြောရရမယ်ခင်ဗျားခံဝင်တကလေးလည်းမထိုးနိုင်ဘူးကျွန်တော်ဆက်ပြောမယ်ဒါကျွန်တော်ဖျားပြောခိုင်းတယ်ကျွန်တော်နောက်မပြောတော့ဆိုတာမရှိဘူးဒါထုံးစံမရှိဘူးတမန်ကျမ်းစာမှာအဲ့လိုထုံးစံမရှိဘူးဖျားပြောခိုင်းတယ်ဆိုမပြောဘူးဆိုရင်လေကျွန်တော်တို့ယောနာတွေ့လားယောနာဖျားပြောခိုင်းမပြော9ကြီးပိုက်ထဲမှာ3ရက်နေရတယ်အေးဖျားပြောခိုင်းတာဆိုပြောပါခင်ဗျားတရားဆွဲဘာပဲထောင်ချခင်ဗျားအသက်ပဲအသက်ခင်ဗျားကြောက်စရာမလိုဖျားတကယ်ပြောခိုင်းတယ်ပြောပါကျွန်တော်အဲ့လိုပဲပြောချင်တယ်ဒါဖះမပြောခိုင်းမနဲ့ခင်ဗျားပြောလာတဲ့အခါမှာတနေ့အမှုခင်းပြဿနာရဲ့ရင်ဆိုင်လာတဲ့အခါမှာခင်ဗျားထွက်ပြေးတိမ်းရှောင်တော့မယ်ခင်ဗျားဗော်လီဘောပုတ်လိုက်မယ်ဆိုရင်ခင်ဗျားငကိုတဲ့အစပြုတ်ပြီးပြောလာတဲ့အရာကမမှန်ဘူးဆိုတဲ့အရာကိုဖះကတက်တည်ထူလိုက်တယ်လို့ဖြစ်သွားတယ်ဒါကျွန်တော်ဘယ်သူမှပုတ်ကိုရေးမတိုက်ခတ်ဘူးကျွန်တော်တမန်ကျန်းစာနဲ့ပတ်သက်ပြီးကျွန်တော်ရှင်းလင်းပဲကျွန်တော်ဝင်ငှချင်တယ်ဗျာကျွန်တော်ပြီးတော့ဒီကိစ္စတွေရှုပ်ရှက်တွေကျွန်တော်မပြောချင်ဘူးကျွန်တော်ခရစ်တော်ရဲ့မြတ်တာတော်ပဲကျွန်တော်ပြောချင်တယ်ခရစ်တော်ရဲ့ကယ်တင်ခြင်းအကြောင်းဘုရားသခင်ဘယ်လောက်ချစ်တယ်ဆိုတာကျွန်တော်ပြောချင်တယ်ဒါပေမဲ့ဒီလိုပဲပြောချင်နေပဲဘုရားသခင်ခင်ဗျားတို့လည်းချစ်ပါတယ်ဒါပေမဲ့ခင်ဗျားတို့ရဲ့လုံနေတဲ့အရာကတန်ရှင်းသောဝိညာဉ်တော်လှည့်စားတဲ့အရာတွေဖြစ်နေတော့မကောင်းဘူးဗျာနောက်တစ်ခုထပ်ပြောမယ်အခြားသောဘာသာစကားခင်ဗျားတို့ပြောတယ်ကျမ်းစာမှာသေချာဖတ်အခြားသောဘာသာစကားဆိုကိုတီဆောက်ဖို့ခင်ဗျားလူကြားထဲမှာရှောက်ပြီးပြောနေလို့ရှိရင်ခင်ဗျားလူတွေအယူလို့ထင်လာမယ်ခင်ဗျားလူတွေအယူလို့ထင်လာတာများခင်ဗျားနားလည်ရမယ်ခင်ဗျားတာသနာပြုတ်တာခက်သွားမယ်ဘာလို့ကိုတီဆောက်တာ building up လုပ်တယ်ဟာခင်ဗျားတာသနာနားမလဲဘူးရှောက်ပြီးတော့လူကြားထဲမှာခင်ဗျားဆုကျေးဇူးရှိတယ်ထုတ်ဖို့ကြွားနေတယ်လို့ဖြစ်နေတယ်အဲ့ဒါကြွားစရာမဟုတ်ဘူးဒါတွေကခင်ဗျားစိတ်နှလုံးကဘယ်လိုပဲဟာငါတို့ကဝိညာဉ်တော်နဲ့မပြေဝဘူးငါတို့အခြားသောဘာသာစကားပြောလို့ငါဝိညာဉ်နဲ့ပြေဝခမှားသွားပြီတမန်ကျမ်းစာမှာချစ်ချင်းမြတ်တာကိုမိအောင်လိုက်ပါတဲ့ဝိညာဉ်စုကျေးဇူးအလွန်လိုချင်တဲ့ဘလောက်ပဲလိုချင်ချစ်ချင်းမြတ်တာကိုမိအောင်လိုက်ပါလို့ပဲပြောတယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်ပြောချင်တဲ့အရာခင်ဗျားတို့ညီကိုမောင်တို့ကျွန်တော်ရှင်းပဲပြောမှာခင်ဗျားတို့ပြည့်ညက်ချက်တွေတအားများတယ်ဟောရိုးရာကိုစွန့်ပြရမစွန့်ပြရအောင်အဲ့ဒါကဖျားလုပ်တဲ့ပြည့်ညက်လားခင်ဗျားတို့လုပ်တဲ့ပြည့်ညက်လားကျမ်းစာတေချာဖတ်ဒီမှာဖျားသခင်ကပြည့်ညက်တော်10ပါးပေးတယ်မောရှေကိုမောရှေ2000ကျော်လုပ်လိုက်တယ်2000နီးပါးလုပ်လိုက်တယ်အဲ့2000လုပ်တယ်ဆိုတော့လူတွေကနေထပ်ပြီးတော့ချက်ကားပြီးတော့အပြည့်ညက်တော်အများကြီးလုပ်လိုက်တာဟောနောက်ဆုံးကျတော့မနိုင်မနှင်းနဲ့ရှောက်လို့ပြီးတော့နောက်ဆုံးမထမ်းနိုင်တဲ့ခါကျတော့မဖြစ်လေယေရှုကပြောကဲမင်းတို့အဲ့ပြည့်ညက်2000ပြန်ချုပ်10ပါးကိုပြန်ချုပ်နောက်ဆုံးမှာ2ချက်ပဲပေးတာတယ်တင်းဖျားငယ်ထော်တော်ဖျောက်စိတ်လုံးကျွေးမဲ့ညံရှိသမျှအစွမ်းတတိရှိသမျှနဲ့ချစ်ပါဖျားကိုချစ်ပါနံပါတ်2ကိုနဲ့ဆက်ဆံလို့သူကိုနဲ့အမြချစ်ပါဒါပဲအဲ့နှစ်ချက်နဲ့တွားဖို့ဘုရားသခင်အလိုတော်ရှိတယ်ဒါခင်ဗျားတို့ဒီအရာနှစ်ချက်ကနေပြီးတော့ခင်ဗျားဝိညာဉ်စုကျေးဇူးရမှာကဲတင်ခြင်းရမှာလားဒါမှဝိညာဉ်စုကျေးဇူးမရလို့ရှိရင်ခင်ဗျားဘာလဲတာမန်ခရိယာမဲလားခင်ဗျားယုံကြည်ခြင်းမကြီးလာတော့ဘူးလားသခင်ယေရှုယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့ပမာဏဆိုရင်ခင်ဗျားမှာမုံညင်းစည်းခံမြောက်တော့ယုံကြည်ခြင်းရှိရင်ထိုးပင်ကိုရေထဲတော့ချပင်လေထဲချဆိုရင်တော့အဲ့ဒီအပင်ကရေထဲချလိုက်မယ်တောင်ကိုပင်လေထဲဖြိုးဆိုရင်တော့ပြိုးပဲအဲ့လောက်ထိကိုဘုရားသခင်သည်အလုံးလုံးနဲ့မုံညင်းစည်းခံယုံကြည်မုံညင်းစည်းတဲ့အစစ်တကာထက်သေးတယ်တဲ့ဒါပေမဲ့အဲ့ဒီမုံညင်းစည်းကအစစ်တကာကကောင်းသောမြေမှာကြာရင်တဲ့အဲ့အစတရားတော့အသီးကိုတီးတယ်အဲ့အသီးတီးလာချင်အဲ့မုံညင်းစည်းကနေပြီးတော့မုံညင်းစည်းတွေကမြေကြီးပေါ်ပြန်ပေါက်လာတဲ့အခါမှာတဲ့အဲ့ဒီမုံညင်းစီတသေးလေးကစတဲ့မျိုးဆက်ပွားလာတဲ့ခါမှာတဲ့မုံညင်းပေတာအကြီးကြီးဖြစ်လာတဲ့အချိန်မှာတဲ့ငှက်တွေတော့လာနာရတယ်တဲ့
ကျန်းစာမှာတရားကြီးမုံကြီးစီတစ်စိရှိတဲ့အချိန်မှာငှက်တွေစားတော့မှတအားဆိုးရင်ရတယ်ဒါပေမဲ့မုံကြီးစီမျိုးစိကြအပင်ပေါက်ပြီးကောင်းတော့မြင်မှာကြာမုံကြီးစီတွေကြီးလာတဲ့အခါမှာတဲ့ငှက်တွေရတဲ့နားနေရတယ်ပြောရမယ်ဆိုအဲ့ဒီအချိန်မှာကျန်းစာကိုတေချာငှက်ဆိုတာကနတ်ဆိုးနဲ့တိုင်းထားတာပထမတစ်ခေါက်နောက်တစ်ခေါက်ကျတော့ငှက်ဆိုတဲ့အရာကနောက်ဆုံးဘာမှလုပ်လို့မရလက်လျှော့လိုက်ရတယ်မုံကြီးစီခံမြလို့တော့ယုံကြည်ခြင်းခရစ်တော်နဲ့တည်တဲ့အုံမြစ်ကနေစရင်ခမနတ်ဆိုးဝิญဉ်ဆိုးတွေကလေနောက်ဆုံးဘာမှလုပ်လို့မရဘူးအခုချိန်ထိနတ်ဆိုးတွေကိုလိုက်တိုက်ခိုက်နေသေးတယ်ဆိုရင်တော့ခင်ဗျားတို့တော်မားနေပြီနတ်ယေရှုခရစ်တော်ယုံကြည်လက်ခံတဲ့လူနတ်ဆိုးဘလောက်နောက်ဆက်အဲ့ဒီနှိပ်စက်ခံနေရတဲ့ယုံကြည်သူအခွင့်အာဏာကိုမသိသေးလို့ဖြစ်တယ်သူတို့သိလို့ရှိရင်သူတို့နတ်ဆိုးဝิญဉ်ဆိုဘာမှလုပ်လို့မရဘူးခင်ဗျားတို့ဒီလောက်နတ်ဆိုးဝิญဉ်ဆိုတိတ်တိကျအခုတာနာမည်ကြီးတဲ့မြန်မာပြည်တရေ6တယ်တို့တကယ်နာမည်ကြီးတဲ့နေရာမှာသွားအဲ့မှာနတ်ဆိုးသွားနေထုတ်အဲ့ဒါအဲ့ဒီဟာအရင်လှုပ်လိုက်နတ်ဆိုးတွေတားတောင်းချမ်းတယ်လို့ထင်အဲ့နေရာတွေအရင်သွားလိုက်ခင်ဗျားတို့တကယ်မဲ့နတ်တွေကိုနိုင်တယ်ခင်ဗျားတို့နတ်တွေနဲ့ fight ချင်တယ်ဆိုအဲ့လိုနာမည်ကြီးတဲ့နေရာမှာသွားနတ်တွေနဲ့သွားတိုက်ခိုက်ပါကျွန်တော်တို့ယုံကြည်သူခရိယာနဲ့ဒီနေ့မှာနတ်နဲ့ကစားဖို့အချိန်မရှိဘူးဖခင်သခင်ကိုကိုးကွယ်ဖို့ဖခင်သခင်ချီးမွမ်းဖို့အချိန်ပဲလိုတယ်နတ်တွေနဲ့ကစားပြီးတော့နတ်ဆိုးနေထုတ်ပါညာအဲ့လောက်ထိရတော့ကျွန်တော်မလိုတော့ဘူးဘာဖြစ်လဲအောင်မြင်ခြင်းခွင့်ရတယ်ကျွန်တော်ယုံကြည်သူခရိယာအသက်တာရဲ့အပိုင်းကဏ္ဍကိုကောင်းကောင်းနားလေတမန်ကျမ်းစာဖတ်နတ်ဆိုးဝิญဉ်ဆိုးတွေမွေကီမီကောက်ကိုနိုင်တဲ့အခွင့်ကိုဖခင်သခင်ပေးပြီးသားယေရှုပြောစာတန်ဒီလက်စစ်ကဲတော့ကောင်းကင်ကကြာလာတာငါမြင်နေတဲ့မွေကီမီကောက်တို့နိုင်ရအခွင့်တကိုသင်တို့ငါပေးမယ်လို့ကျမ်းစာတိတိကျကျပြောပြီးသားအဲ့ဒီအခွင့်တကိုကျွန်တော်တို့ကတမန်တော်ခန်းကြီး1:8မှာကျွန်တော်ထိုးတကိုကျွန်တော်ရှိသမျှခံရတဲ့လူတွေဖြစ်တယ်ယေရှုခရစ်တော်ယုံကြည်လက်ခံတဲ့လူအားလုံးရဲ့အသက်တာထဲမှာနားလည်ရမယ့်အရာခရစ်တော်ယူတင်ဝတ်ဆောင်တဲ့လူပုဂ္ဂိုလ်ဟာအထဲမှာခရစ်တော်ထဲမှာကျွန်တော်တို့အရှိနေတဲ့အချိန်မှာစာတန်ကကျွန်တော်တို့မမြင်ခရစ်တော်ပဲမြင်ဒါကြောင့်ဘာမှမလုပ်ရဘူးယေရှုခရစ်တော်စာတန်အောင်ပြီးသားဖြစ်တယ်ရောမမှာလည်းပြောပြီးသားမကြမင်းမြအလားမှာစာတန်ကိုကျွန်တော်တို့ရဲ့ခြေထောက်အောက်မှာကြိတ်မယ်ရှင်းလေခရစ်တော်ကိုယ်တိုင်စာတန်ကိုလက်စားချေမှာဖြစ်တယ်ခင်ဗျားတို့ကကျမ်းစာကိုသေချာဖတ်ဖို့ပဲကျွန်တော်ပြောချင်တယ်ဘာဖြစ်လို့လဲဒီနေ့မှာကျွန်တော်တို့နတ်ဆိုးတွေကိုကစားကြမလို့နတ်ဆိုးတွေကိုယ့်ရဲ့အသက်တာမှာလာနောက်ဆက်မောင်းထုတ်ပလိုက်ခမ ्या ကိုယ်တိုင်မောင်းထုတ်လို့ရတယ်ခမ ्या မှာအခွင့်အာဏာရှိတယ်ခမ ्या အိမ်ထဲမှာခမ ्या ခွင့်မပြုဘဲနဲ့ဝင်လာတဲ့လူခမ ्या မောင်းထုတ်ပိုင်ကိုရှိတယ်ခမ ्या အသက်တာနဲ့နောက်ဆက်နေစားနေဆိုနတ်ဆိုးဝิญဉ်ဆိုးတွေခမ ्या မောင်းထုတ်ပိုင်ကိုရှိတယ်မမောင်းထုတ်ဘဲနဲ့ခမ ्या မွေးထားလို့ကိုယ့်ရဲ့အသက်တာမှာနေမကောင်းခြင်းတွေဖျားနာခြင်းနောက်ဆက်ခြင်းတွေဖြစ်တာအဲ့ဒါခမ ्या အပိုင်းပဲဖြစ်တယ်ဒါကြောင့်နတ်ဆိုးဝิญဉ်ဆိုးနဲ့ကျွန်တော်မကစားဖို့မရှိဘူးအချိန်မရှိဘူးယုံကြည်သူစစ်ကတမန်ကျမ်းစာဖတ်လာတဲ့အခါမှာတမန်တတိရှိတဲ့ပုဂ္ဂိုလ်အားဘယ်တော့မှနတ်ဆိုးဝิญဉ်ဆိုးနဲ့မကစားဘူးကစားစရာမလိုဘူးဘာဖြစ်လို့လဲ तू ကစားစရာကိုနိုင်ပြီးသားဖြစ်တယ်ဘာဖြစ်လို့နိုင်တဲ့တော့ချက်ကို तू တိထားတမန်တရားပဲဘုရားကနှုတ်ကပတ်တရားအသက်ရှင်ခြင်းတကိုးနဲ့ပြုခြင်းတန်လျက်တကောတော့ထက်ခြင်းနဲ့ပြည့်စုံသည်ဖြစ်အသက်နဲ့စိတ်ဝိညာဉ်တို့ကအယိုးစစ်နဲ့ခြင်းစီလောပိုင်းခြားရထုတ်ခြင်းကိုယ်တိုင်စိတ်နှလုံးအကြံစီများလည်းသိမြင်တတ်၏ဘုရားခင်နှုတ်ကပတ်တော့ဘယ်လောက်ထိတကိုးကြီးလဲဆိုတော့ကျွန်တော်သိဖို့ရလိုအပ်တယ်ဒါကြောင့်ခင်ဗျားတို့ခံယူခြင်းတွေတွားကြပါခံယူခြင်းနဲ့တွားပါခံယူချက်နဲ့မတွားခင်ဗျားတို့ကအတွင်းထဲမှာကြိုက်တာမကြိုက်ဘူးဆိုတဲ့အရာတွေကိုထုတ်ဖော်ပြောတာတဲ့ကိုဟာနဲ့ကိုခင်ဗျားတို့စစ်ကြောစီငါလက်ခံတယ်လက်မခံကိုအပိုင်းနဲ့ကိုပါပြီးတော့ကျွန်တော် comment မှာလာရေးတယ်ရေးတဲ့အရာတွေကျွန်တော်ကောင်းကောင်းမွန်မွန်ပြန်ပေးတယ်ဒါပေမဲ့တချို့ရေးတဲ့ comment တွေခင်ဗျားတို့ဘာမှမသိဘူးခင်ဗျားတို့ရေးလိုက်တဲ့စာသားတစ်ခုကခင်ဗျားတို့နှုတ်ကပတ်တော့ဘလောက်ဖတ်တယ်မဖတ်ဘူးဆိုတဲ့အရာအဖြစ်တအားပေါ်တယ်ဗျာအဲ့ဒီပုံမှာပေါ်နေတော့ခင်ဗျားတို့ကျွန်တော်လိုက်မရှင်းပြတာဘာဖြစ်လို့လဲခင်ဗျားတို့ရှင်းလဲခင်ဗျားတို့နားမလဲဘူးလိုက်လည်းမရှင်းပြချင်ဘူးကျွန်တော်တယောက်ကိုရှင်းပြတာမပြီးဘူးတညာလုံးရှင်းပြတယ်ကျွန်တော်တို့ဆူတောင်းချိန်နဲ့ပုတ်တယ်ပြီးကျွန်တော်ချီးမွမ်းကိုးကွယ်ခြင်းအချိန်နဲ့ပုတ်တယ်ကျွန်တော်ဖះနဲ့ယူအချိန်တအားပြတ်တယ်ဒါကြောင့်ကျွန်တော်ကဒီနေ့ဒီချိန်မှာကျွန်တော်ကပွလင်းအားလုံးနားလည်အောင်လို့ကျွန်တော်ပြောချင်တယ်ကချင်ရိုးရာဘလို့မျိုးဖြစ်လာလဲကချင်ရိုးရာကလူတွေကတစ်ချိန်တော့ဘာကိုကိုးကွယ်ခဲ့လဲဒီနေ့မှာဘာကိုကိုးကွယ်နေတယ်တစ်ချိန်ကဘလို့အပေးယူလုပ်ခဲ့လဲဒီနေ့မှာအပေးယူမလုပ်တော့ဘူးနော်အဲ့ဒါကျွန်တော်ခင်ဗျားတို့နားလဲပါစီလို့ပဲကျွန်တော်ဝင်ငှချင်တယ်ပြီးခင်ဗျားတို့နားမလဲဘူးဆိုကျွန်တော်လာမမေးနဲ့ကျွန်တော်မမေးနဲ့ခင်ဗျားကိုလည်းစာကြည့်တိုက်မှာသွားပါဒီနေ့မှာအင်တာနက်ဒီလောက်ခစ်စားနေဗျာပတ်စံလေး30 100 1000 ထည့်လိုက်ထည့်ပြီးခင်ဗျားလေးလာခြင်းနဲ့က Google ကနေတမန်ကျန်းစာအားလုံးလေးလာကျွန်တော်တို့လည်း online ကနေပဲကျန်းစာတွေလေးလာသလိုခင်ဗျားတို့လည်းလေးလာလို့ရပါတယ်ခင်ဗျားနားမလဲမေးအကုန်ရှိတယ် Reverend Ola Hamson ရေးထားတဲ့ကချင်လူမျိုးတွေအကြောင်းအသေးစိတ်ရှိတယ်နော်ကချင်ပြည်နယ်တာနာပြုတဲ့လူတွေရဲ့ရေးထားတဲ့အကြောင်းကဏ္ဍအသေးစိတ်ရှိတယ်နော်ဆရာယူဒတန်လည်းကျွန်တော်တို့မြန်မာပြည်မှာတာနာပြုတယ်တေးဆရာလည်းကြည့်အောင်ဒီနေ့အချိန်ဒီခင်ဗျားတို့ကကျွန်တော်ကချင်ရိုးရာကိုဆွန့်ပစ်ပါလို့ပြောတယ်ခင်ဗျားတို့တခြားဘာသာတရားတွေရဲ့ရိုးရာယဉ်ကျေးမှုလည်းတော့ဆွန့်ပစ်ဖို့တော့ပြောပါလားကျွန်တော်တို့ယုံကြည်သူခရိယန်တွေမဟုတ်လို့ခင်ဗျားတို့လောက်တက်တာမှတခြားမယုံကြည်သူတွေနဲ့ဆိုတော့ခင်ဗျားတို့အဲ့ဒီမှာသွားပြီးတော့မှတခုခုဖြစ်လာတော့မှဖ
ဖယားရဲ့နာမကြောင့်ငါတို့ကကဲ့ရဲ့ခံရဖယားရဲ့နာမတေးရှာစဉ်းစားဖယားရဲ့နာမမဟုတ်ဘဲနဲ့လည်းကဲ့ရဲ့ခံရတာအများကြီးပဲစမ်းစာမှာနော်ဖယားနာမအလွဲသုံးစားလုပ်ပြီးနတ်ဆိုးသွားနေထုတ်တာနတ်ကကိုက်လိုက်လို့ထွက်ပြေးရတဲ့လူလားတပုံကြီးစမ်းစာထဲမှာလူတွေကဒီနေ့မှာစမ်းစာဘလို့လက်တလုံးချလုပ်လဲဆိုတော့ကျွန်တော်ရှင်းပြောမယ်နော်ဥပမာသူများစမ်းစာတက်စမ်းစာတီးပြီးတက်ပြီးဟောလာလို့ရှိရင်သူတို့ပြောတာသူများစမ်းတက်ဖာရရှဲပြီးရင် तू ကတရားရောက်ကိုယေရှုခရစ်တော်ပြအနာရောကလည်းငြိမ့်စေလိုက်ရင်လဲအဲ့ဒါတကောင်နတ်ဆိုးအမိပြုပြအနာကိုငြိမ့်စေတယ်ခင်ဗျာအဲ့လိုပြောတယ်ဟုတ်ပြီစမ်းစာမတိမတတ်တဲ့လူဝိညာဉ်တော်စာငတ်မွတ်တိတ်ပြီးတော့တကယ်ဖျားခင်တောက်လောင်ပြီးတော့ကဲတင်ချင်းအေးဝင်ကလေးလိုက်ဝင်ကားတဲ့လူတွေကြပြန်တော့ခင်ဗျားတော့မင်းတို့စမ်းစာမတိဘဲနဲ့ရှော့ပြောတယ်မင်းတို့ကမှားနေတယ်ဒါလူတွေပြောတယ်ဘဒူတွေပဲလေခင်ဗျားတို့စမ်းစာဖတ်တဲ့လူကြတော့လေဖာရိရှဲကျမ်းတက်စမ်းစာမဖတ်တဲ့လူကြတော့ပညာမတတ်ဘွဲရတဲ့လူကြတော့ဘွဲရလို့နော်ဘွဲရတယ်ဘွဲဒီဂရီရတယ် तू ပေါက်တက်ကပြောနေစမ်းယုံနေဘွဲမရတဲ့လူကြတော့အမှန်ပြောရင်လည်းမယုံဘူးပြောရမယ်ဆိုရင်တော့ခင်ဗျားတို့ကဘာနဲ့တူလဲဆိုဒီနေ့လူတွေကဒီစင်းရသားတယောက်လိုပဲနော်ဘွဲတွေပကာသနာတွေတချို့တွေမျိုးစုံပေါ့ဗျာနော်လူတယောက်အင်ဂျီဆွတ်ပြက်ပြက်နဲ့ဗိုက်စာလို့အစာလိုက်တောင်းစားတဲ့အချိန်မှာဘယ်သူမှမကြွေးချင်ဘူးသူများရှိကအင်ဂျီငါပြီးတက်ရတထေးလိုဝစ်လာတဲ့ခါကျချီထမင်းကြွေးရအားလာပါကျွန်တော်အိမ်မှာတဲပါစားပါတောက်ပါလူကတော့စင်းရသားအဝတ်စားလေးပြောင်းသွားတာနဲ့အခေါ်ပြောတယ်ပြောင်းသွားအဲ့လိုပဲဝင်းချင်းရေးရမှာခင်ဗျားတို့ကအတုကိုအစစ်ထင်တယ်အစစ်ကိုအတုထင်တယ်အဲ့ဒါတိတ်မားတယ်ဒါကြောင့်အတုအစစ်ဆိုတာတီးဖို့အတွက်လေခဏကျွန်တော်ပြောတမန်တော်ဝတ္ထုမှာကျွန်တော်တေချာဖတ်ကြည့်ကျွန်တော်ဘေရီမျိုးသားတွေတအားသဘောကျတယ်သူတို့တအားချစ်တယ်ဗျာရှင်းမျိုးတအားချစ်တယ်အခုချိန်နဲ့အဲ့ဘေရီမျိုးသားတွေရှိလို့ရှိရင်လေသူတို့ကဒီကချင်ရိုးရရင်ကျင်းဝင်တို့စွန့်ပြရမလားမစွန့်ပြရဘူးလားဆိုတဲ့အရာပေါ်မှာပတ်သက်ပြီးဘေရီမျိုးသားတွေကစမ်းစာနဲ့ဘလို့ချိန်ထိုးမဲဆိုတာခဏတအားသိသွားလိမ့်မယ်တမန်တော်ဝတ္ထုအခန်းကြီး7အငယ်7မှာ10ကနေဖတ်မယ်နော်7ကနေဖတ်မယ်တမန်တော်ဝတ္ထုအခန်းကြီး7ဘေရီမျိုးသားတို့ဒီတသက်လုံးနဲ့မျိုးသားတို့ထက်ထူးမြတ်တဲ့ဖြစ်ဘေရီမျိုးသားရဲ့တသက်လုံးနဲ့မျိုးသားတွေထက်ပိုပြီးထူးပြီးတော့မြတ်တယ်ဘာကြောင့်ထူးပြီးမြတ်လဲခရိယန်တွေထဲမှာထူးခြားပြီးမြင့်မြတ်တဲ့လူကဘလို့မျိုးပုဂ္ဂိုလ်ထူးခြားပြီးမြင့်မြတ်လဲဆိုတာကျွန်တော်ပြောပြမယ်ခရိယန်နဲ့ထူးခြားမြင့်မြတ်တာမဟုတ်လူနည်းစုသာထူးခြားမြင့်မြတ်တာဘလို့လူတွေထူးခြားမြင့်မြတ်လဲအလွန်ကြီးညိုသောစေတနာစိတ်နဲ့နှုတ်ကပတ်တရားတော်ခံယူမှန်သည်မမှန်သည်ကိုသိစေခြင်းကသူတို့ကနှုတ်ကပတ်တော်လာရင်ဘာမဆိုခံယူတယ်အရန်ကြည်ညိုတယ်နှုတ်ကပတ်တော်ဆိုခံယူတယ်ပြီးတော့မှခင်ဗျားကြိုက်တယ်လို့ဟောသွားဆင်းပေါ်မှာခင်ဗျားကြိုက်တယ်လို့လှုပ်သွားကြိုက်တယ်လို့ပြောသွားသူတို့အကုန်လုံးကြည်ညိုတဲ့စိတ်နဲ့ပြုံးလေးနဲ့ပဲလက်ခံတယ်ခင်ဗျားတို့မငင်းဆန်ဘူးမတွန်းပယ်ဘူးဒါပေမဲ့အဲ့ဒါသူတို့ဟောပြီးကြိုက်တယ်လို့ဟောနော်သူတို့ခံယူပေးတယ်ခင်ဗျားအပြစ်မပြောဘူးဘာမှမပြောဒါပေမဲ့ပြီးရင်တော့ဘာလုပ်လဲနှုတ်ကပတ်တရားတော်ခံယူ၍မှန်သည်မမှန်သည်ကိုသိခြင်းကကျမ်းစာကိုနေတိုင်းစစ်ကြည့်ရှုကြ၏ထို့ကြောင့်ယူဒလူအများတို့ယုံကြည်ခြင်းတို့ရောက်ကြ၏ကြည့်ထူးခြားမှုနော်ယူဒလူမျိုးတွေကတော်တော်ကောင်းပါတဲ့ပုံကိုယ်တွေဖြစ်တယ်ယေရှုခရစ်တော်ညှင်းဆန်ပြီးခဲ့တဲ့လူတွေဖြစ်တယ်တို့ဆိုယူဒလူမျိုးတွေကယုံကြည်ရလောက်တဲ့အထိသူတို့ရဲ့ပြောတဲ့အရာဟောတဲ့အရာဘုရားကဘလောက်အလုပ်လုပ်လဲဘုရားသခင်ကတအားစိတ်နှလုံးသားမာကျောတဲ့လူတွေပြောင်းလဲစေတယ်ဆိုတဲ့အရာပေါ်မှာဘလို့လူတွေအပြည့်ထူးမြတ်စွာအလုပ်လုပ်လဲဆိုတော့ကြည်ကျမ်းစာကိုနေတိုင်းစစ်ကြည့်ရှုတယ်ခင်ဗျားကြိုက်တယ်လို့စင်ပေါ်မှာဟောသွားဒီနေ့ခေတ်ကဘာလဲဆိုတော့စင်ပေါ်မှာကြိုက်တယ်လို့ဟောသွားလို့ရ Facebook ကနေ live ကနေကြိုက်တယ်လို့ဟောသွားလို့ရတယ်ဟောသွားပြီးအဲ့လူကအာမန်နဲ့ထူးတယ်ပြီးရင်ပြီးသွားပြီနောက်နေ့ထပ်တွေ့အာမန်ထူးတယ်အစအဆုံးတော့ဖတ်တာမဟုတ်အစအဆုံးတော့နားမထောင်တချို့အာမန်ခင်လို့တငယ်ချင်းအားနာလို့အာမန်ပေးတယ် live ပေးတယ်love ပေးတယ်ဒါပဲအစအဆုံးနားထောင်တာဘယ်သူမှနားမထောင်ဘူးဘာဖြစ်လို့သူတို့ရဲ့နားထောင်စက္ကန့်လေးကြီးလိုက်10စက္ကန့်တော့မရှိတစ်ချက်ကြည့်ပြီးဒိန်းပြီးသွားပြီဒါကြောင့်ကျမ်းစာကိုနေတိုင်းစစ်ကြည့်ရှုကြိုက်ထို့ကြောင့်ယူဒလူများတို့ယုံကြည်ခြင်းတို့ရောက်ကြိုက်ဒါကြောင့်ကြိုက်တယ်လို့ဟောပါသူများဟောတဲ့ဟာကိုခင်ဗျားတို့ကောင်းမို့သူတို့မပုံကန်နဲ့သူတို့လည်းဆဲစရာမလိုသူတို့လည်းဘာမှပြောစရာမလိုဒါပေမဲ့ခင်ဗျားအထဲထဲမှာကိုယ့်ဟာကိုလုပ်ရမယ့်ရ self study ကိုယ်တိုင်လေ့လာပါသိကြကြည့်ပါဒီနေ့ကျွန်တော်ပြောတဲ့ရခင်ဗျားယုံကြည်ယုံမယုံကြည်နဲ့လက်ခံရင်လက်မခံကကျွန်တော်လည်းမဆိုင်ဘူးဒါကျွန်တော်ပြောစရာရှိတဲ့အရာဖခင်ကျွန်တော်ဖွင့်ပြဆိုကျွန်တော်ပြောတယ်ခင်ဗျားတို့လက်ခံခြင်းလားလက်မခံခြင်းဒါခင်ဗျားတို့ပိုင်တို့တော့ခင်ဗျားတို့ကကျွန်တော်ပြောတာမှန်လားမမှန်ဘူးလားဆိုတဲ့အရာကိုခင်ဗျားသေးသေးချာချာဂဂနာသိချင်တယ်ဆိုရင်ကိုယ်တိုင်ဒီကျမ်းစာဆေးကြည့်ပါဆေးဖတ်ရှုပါအဲ့ဒီနောက်ပိုင်းပြီးတဲ့ပြင်မှာနောက်ပြီးကျွန်တော်တို့တာသနာပြုခဲ့တဲ့ဆရာကြီးတွေရဲ့သူတို့ရဲ့ကျွန်တော်တို့ပေါ်မှာထားရှိအမြင်တွေသူတို့ရဲ့အမြင်တွေပြီးတော့ဒီကဘာပေါ်မှာအခုလက်ရှိနေအမှုတော်ဆောင်တော်တော်များများတွေသူတို့ရဲ့ဘလို့မြင်လဲသူတို့ရဲ့အမြင်ဘီလီဂရန်ကဘလို့မြင်လဲဘီလီဂရန်ကဘာကိုလုပ်လဲအဲ့ဒါအမြင်တွေသူတို့ရဲ့စာအုပ်တွေအရင်ဖတ်ဘာမှမဖတ်ဘဲနဲ့နော်ကျွန်တော်တို့တခုပြောလိုက်ရင်လက်ခံတယ်ဟာဟိုဆရာမားတယ်ဆိုသူ့ဘက်ကပါပြီးအတင်းကြီးရောအောက်က Facebook က comment တွေလိုက်ပြီးတိုက်ခတ်နေကျွန်တော်ပြောမယ်ကျွန်တော်ဒီနေ့ဒီချိန်ဒီဘယ်ဆရာတရားဟောဘာတင်တယ်သူတို့မားကျွန်တော်အောက်ကနေဘာမှ comment လိုက်မပေးဘူး
ကျွန်တော်ဘာမှမပေးဘူးကျွန်တော်ဝေါ်မှာလည်းခင်ဗျားကြိုက်တယ်လို့လာလို့ကျွန်တော်ဂူးမဆိုင်ဘူးတို့တော့ကျွန်တော်ဘဒုကမှဘာမှသွားမရေးဘူးကျွန်တော်ဝေါ်မှာလာရင်ကျွန်တော်သိချင်တာရှင်းကျွန်တော်ကောင်းကောင်းမွန်မွန်ရှင်းရှင်းလင်းလင်းပြောပြတယ်တို့တော့သိချင်လို့မဟုတ်ဘဲနဲ့ပညာဆန်းတယ်လို့မလုပ်တယ်ဆိုရင်တော့ကျွန်တော်ဘယ်တော့မှမဖြစ်ဘူးကျွန်တော်ပညာပြချင်တဲ့ပုံကိုယ်လည်းမဟုတ်ဘူးကျွန်တော်တကယ်တမ်းလှုပ်ချင်တဲ့ကျွန်တော်ရဲ့တာသနာရှင်းရှင်းခရစ်တော်ရဲ့မေတ္တာခရစ်တော်ရဲ့ကယ်တင်ခြင်းကြောင့်ပဲကျွန်တော်ဝေငှချင်တယ်ဒါပေမဲ့ဒီနေ့မှာလူတွေကအားလုံးစီးလုံးမှုတွေပြိုကွဲလာပြီပျက်စီးလာပြီတဖြည်းဖြည်းနဲ့ဖြစ်လို့ဒီနှုတ်ပတ်တော့ကျွန်တော်အတိပေးချိန်ထိုးလိုက်တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီထက်မပြောချင်တော့ပြောမယ်ဆိုတော့ကျွန်တော်မကုန်ဘူးဗျာဆိုတော့ကျွန်တော်လေ့လာထားသလောက်တမန်ကျမ်းစာအသေးစိတ်အများကြီးရှိတယ်ကျွန်တော်ကျမ်းညွှန်းနဲ့အများကြီးလေးကျွန်တော်ပေးခြင်းတယ်ဒါပေမဲ့ကျွန်တော်အဲ့လောက်ထိအချိန်မရဘူးဆိုတော့ဒီနေ့မှာတော့အားလုံးကိုကျေးဇူးတင်တယ်ဒီနေ့ကျွန်တော်ဝင်ကားတဲ့နှုတ်ပတ်တော်ကိုဒီကိုယ်တိုင်နားထောင်ပြီးတဲ့အချိန်မှာစင်ကြင်မှာကျွန်တော်ကချင်လူမျိုးတွေရဲ့ရိုးရာရင်ကျဲအမွေနဲ့ကစွန့်ပစ်စရာလိုလားမလိုဘူးလားဆိုတဲ့အရာကတစ်ချိန်တော့ကျမ်းစာကြောင်းမှာအကြီးကြီးဖြစ်ခဲ့တဲ့ပြဿနာတစ်ခုနဲ့အလားတန်တူတယ်ဗျကျွန်တော် theology တစ်ခုကျွန်တော်ထုတ်ပြမယ်ဆိုတော့လူတော်တော်များ theology ပြောရတော့ခင်ဗျားတို့လဲသွားမှာပေါ့ဗျဥပမာပြောရမယ် theology ဆိုတာအခုကင်တင်ချင်းဆုံးရှုံးနေမဆုံးရှုံးဘူးဆိုတာတစ်ခုနော်အပြစ်ဝင်ချတောင်းပန်စရာလိုတယ်မတောင်းပန်စရာမလိုဆိုတာတစ်ခုသူတို့နှစ်ခုလုံးရဲ့ဟာကိုခင်ဗျာသေးချာနားလဲပြီးမှခင်ဗျာအခုကင်တင်ချင်းမဆုံးရှုံးဘူးဆိုတဲ့အဖွဲမှာခင်ဗျာသွားတယ်ဟိုဟာတွေပြောတာတစ်ခုမှနားမထောင်အဲ့လိုလည်းမဟုတ်ဘူးနှစ်ဖက်လုံးနားထောင်သူတို့ပြောတဲ့ဟာဟုတ်မဟုတ်ဆိုတာကိုယ်တိုင်စမ်းစာနဲ့ချိန်ထိုးပြီးတော့မှဟုတ်သလားမဟုတ်သလားဆိုကိုယ်တိုင်အဖြေသိမှာအဲ့လိုမျိုးဖြစ်ရမှာအခုဟိုဘပြောလဲဒီကလည်းငါဒါပဲမှန်တယ်ဆိုတဲ့ပုံစံမျိုးတွားလို့မရဘူးဒီနေ့ခေတ်ကဖျားသခင်ကစမ်းစာအုပ်ပေးထားတာဖတ်စီခြင်းလို့ဖြစ်တယ်နောက်တစ်ခု theology နဲ့ပတ်သက်ပြီးတော့ဒီနော်တချို့ရဲ့အမြင်ပေါ့ကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်တအုပ်ထဲမှာအသင်းတော်တွေရဲ့အမြင်ကွာအမျိုးမျိုးရှိတယ်ဗျအသင်းတော်များဒါပေမဲ့နှစ်ခုပဲထွက်မယ်သူတို့ theology ဘလို့တွေးလဲ Reverend Dr. ပေါမောက္ခတကယ်အကြီးကြီးတွေဘလို့တွေးလဲဟိုဘက်နှစ်ဖွဲ့တွေးပုံဆိုတော့အမိလူဆိုတာကလည်းအပြစ်သားဖြစ်တယ်တဲ့အပြစ်သားဆိုတာသိရင်ပါလဲငရဲသွားမယ်ဆိုတော့ဘယ်ကနေအပြစ်ဖြစ်လဲဆိုတာအမိဝမ်းနဲ့ကနေပဋိသန္ဓေယူစအပြစ်ဆွဲတယ်ဒါဝိမင်းကြီးကအမိဝမ်းနဲ့ပဋိသန္ဓေယူစအပြစ်ဆွဲတယ်ဆိုတော့ပဋိသန္ဓေယူစတရေသားလေးအပြစ်ဆွဲအဲ့တရေသားလေးတေသွားလို့ရှိရင်ဘယ်သွားမလဲဆိုတော့မေကွန်းနဲ့ခေါင်းစဉ်ထွက်လာတယ်ဟောတရေသားအဲ့မွေးကင်းစားကလေးလာသားရွယ်ကလေးတေသွားလို့ရှိရင်ဘယ်သွားမလဲဆိုတော့ doctrine ထွက်လာပြီကဲအဲ့တော့တစ်ဖွဲ့ကလည်းအပြစ်သားဖြစ်တဲ့တေငရဲသွားမယ်ဟောတစ်ဖွဲ့ကလည်းတေငရဲမသွားဘူးဒီကောင်းကင်တခင်ယေရှုကကောင်းကင်နိုင်ငံကငါတို့ကောင်းကင်နိုင်ငံထိုးတငယ်တွေရဲ့နိုင်ငံဖြစ်တယ်ပြောထားတယ်ဟောကျန်းခုတစ်ခုလာပြီဒိန်ရင်ဆိုင်လာပြီအဲ့ဒီခုတိုက်ကြတယ်အတင်းတော်ကွဲတယ်ခါတယ်တင်းသားတွေလဲကုန်တယ်အဲ့ဒါ theology ပြောတာ theology ခင်ဗျားတို့ theology လဲခင်ဗျားတို့တော်ရုံလဲခင်ဗျားအချိန်ပေးနိုင်အောင် theology အဲ့လိုလှုပ်လာခင်ဗျာအကုန်လုံးရှုတ်ချက်ခတ်လာကြနောက်ဆုံးမှာအဲ့ theology ကိုဘာလို့ရလဲဆိုအတင်းသူအတင်းသားအားလုံးစီးလုံးအဲ့ theology ကိုပစ်ထားခဲ့ရတယ်ပစ်ထားပြီးတော့ဘုရားသခင်ကိုကိုးကွယ်လာတဲ့အခါမှာအားလုံး okay သွားတာအားလုံးတယောက်နဲ့တယောက်တိုက်ရှာမလို့တော့ဖြစ်သွားတယ်အဲ့ဒါလိုဒီရိုးရာကိုစွန့်ပြမစွန့်ပြအောင်ဆိုတဲ့အဲ့လိုတိုက်ခိုက်ကိုက်နေသေးကတော့ကျွန်တော်တို့တွေဘယ်တော့မှစီးလုံးလာတော့မဟုတ်ဘူးအဖွဲ့နှစ်ဖွဲ့ကကွဲသွားပြီအကြီးကြီးကွဲသွားပြီဘယ်တော့မှမစီးလုံးတော့အတူတူဆူတောင်းမှုတော့ခက်သွားပြီအဲ့လိုဖြစ်သွားလိမ့်မယ်အဲ့လိုမဖြစ်စေချင်ဘူးဆိုရင်ခင်ဗျအဲ့ရိုးရာထိမ့်သိမ့်တဲ့မထိမ့်သိမ့်ဘူးဆိုတာခင်ဗျတို့ရင်ထဲမှာထားခင်ဗျထိမ့်သိမ့်ခြင်းနဲ့ထိမ့်သိမ့်မထိမ့်သိမ့်မထိမ့်သိမ့်နော်အဲ့ဒါမဲ့ခင်ဗျားတို့ဘက်ကလည်းဒါငါတို့ဘက်ကပဲမှားတယ်ဟိုကောင်တွေမှားတယ်ဆိုတဲ့ပုံစံမျိုးတွားလို့မရဘူးခင်ဗျဒီຢာတဲ့ဘယ်သူဆုံးဖြတ်မှာဘုရားသခင်စီရင်ဆုံးဖြတ်မှာဆိုတော့လက်ရှိဘဝမှာဘုရားသခင်ဒီပြစ်ပယ်ခြင်းမျိုးဖြုတ်ခြင်းလို့ရှိရင်လွယ်လေးခင်ဗျလွယ်လေးနော်အဲ့ဒါကိုလည်းကျွန်တော်ပြောပြခြင်းလဲစစ်ပွဲနဲ့ပတ်သက်ပြီးတော့အမြင်ကိုလည်းကျွန်တော်တမန်ကျမ်းစာနဲ့တိတိကျကျကျွန်တော်ဝင်ငှခြင်းကျွန်တော်ပြောချင်တာလူဆိုတာကတမန်ကျမ်းစာမှာစစ်အောင်နိုင်တဲ့လူတွေအားလုံးဘုရားသခင်ကိုချီးမွမ်းကိုးကွယ်တဲ့လူတွေပဲစစ်နိုင်တာဖြစ်တယ်ဘုရားသခင်ကိုချီးမွမ်းကိုအသက်တာတန်ရှင်းဖို့လိုအပ်တယ်နော်အရက်တောက်ပြီးတော့တနတ်ကြီးကိုင်စစ်တိုက်နေလို့တော့မရဘူးခင်ဗျားတို့တနေကုန်စစ်တိုက်ပြီးတော့ပင်ပန်းပြီးအရက်တောက်ပြီးတော့မနာပြီးတော့လှုပ်ချင်လို့နေချင်လို့နေပြီးတော့မှခင်ဗျားစစ်တိုက်တော့ခင်ဗျားမနိုင်ဘူးဟာစစ်တိုက်ခံနေကြခင်ဗျားလိန်လေလက်ဖြတ်တယောက်နဲ့တယောက်နောက်တာတွေညဉ့်ညမ်းတဲ့စကားတွေပြောပြီးစစ်တိုက်အဲ့ဒါအန်ဒီရများတယ်ဘာဖြစ်လို့စံစာတာဘဒူးဘုရားသခင်ကိုယ်တိုင်ပြောတာတန့်ရှင်းမှာပါဇက်စကားတော့မပြောခိုင်းဘူးဘာမှစစ်ပွဲနိုင်ခြင်းနဲ့ဆိုရင်စစ်သားတွေကိုယ်တိုင်ကဘာလို့ရမလဲအသက်တာတန့်ရှင်းမှာဒါပဲကျွန်တော်ပြောချင်တယ်စံစာတဲ့ချိန်တော့အသက်တာတန့်ရှင်းမှာနော်ညစ်ပတ်တာတွေမပြောပါနဲ့ဆဲတာတွေမပြောပါနဲ့သူများကိုခွင့်မလွတ်နိုင်တာရှိရင်ခွင့်လွတ်လိုက်ပါနော်စစ်ပွဲဆိုတဲ့အရာကကျွန်တော်တို့ကဘဒူးမှစစ်ပွဲမဖြစ်ချင်ဘူးအားလုံးငြိမ်းချမ်းလိုချင်တယ်တို့တော့ကျွန်တော်တို့တွေရဲ့တိနားလေတဲ့အပိုင်းကဏ္ဍကကျွန်တော်ကတမန်တရားနဲ့တွားတယ်နော်ကျွန်တော်နိုင်ငံရေးမသိဘူးဒါကြောင့်နိုင်ငံရေးမသိတဲ့နိုင်ငံရေးမသိတဲ့နိုင်ငံရေးမပြောဘူးသိချင်လာရင်လဲကျွန်တော်ကိုယ်တိုင်လေ့လာလို့ရတယ်
ဆိုတော့ကျွန်တော်လူမျိုးရေးမပြောဘူးပြောတော့မယ်ဆိုရင်လည်းကျွန်တော်စမ်းစာသေချာလေ့လာတယ်ကျွန်တော်ဒီတော့တိပျောက်သွားတာကကျွန်တော်ဒီ page မှာဘာမှတက်မလာတာကျွန်တော်ပြောပြချင်တယ်ကျွန်တော်ကောင်းကောင်းလေ့လာနေတာဒီတော့တက်မှာစမ်းစာကိုကောင်းကောင်းဖတ်နေကျွန်တော်ကောင်းကောင်းလေ့လာပြီးတော့မှဟာကျွန်တော်တို့ဒီကချင်လူမျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုလဲဖျားခင်ဘယ်လိုဥပမာပေးရမလဲဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့တေးသေးချာလေ့လာပြီးတော့မှကျွန်တော်ပြောတာဒါအများကြီးပြောချင်တယ်ဗျာဒါပေမဲ့ဒီနေ့အချိန်မရှိဘူးဒီမှာပဲလဲနေအားလုံးကျေးဇူးတင်တယ် God bless you ဖျားခင်ကောင်းချီးပေးပါစေပို၍နားလဲပါစေကျမ်းစာကိုဘေရီမျိုးသားကဲ့သို့ထူးမြတ်ပြီးတော့အလွန်ကျူညိုတဲ့စိတ်နဲ့ဖတ်ပြီးတော့မှန်ကောင်းကောင်းသိနိုင်တဲ့လူတွေဖြစ်ပါစေလို့ပဲကျွန်တော်ဒီနေ့ဒီချိန်ကနေပြီးတော့အားလုံးကိုဖျားခင်နာမနဲ့ကောင်းချီးပေးပါတယ်အာမင်